အားလုံးပဲမင်္ဂလာပါ Horrible Habit Channel ကနေကြိုဆိုလိုက်တာလေအခုအခါဆက်လက်ပြီးဆရာဖေမြင့်ရေးသားထားသောဘေဘီလုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်စာအုပ်ကအခန်း30ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အခန်း30ဘေဘီလုံးမှာကံအကောင်းဆုံးပုဂ္ဂိုလ်ဝင်းတင်ကလအုတ်တန်းကြီးဤထိတ်မှဂုံယူစွာလိုက်ပါလာသူကဘေဘီလုံး၌ဂုံတဲ့မင်းသားဟုထင်ရှားသည့်ရှာရုနာတာဖြစ်သည်သူကဝေကောင်းစားလနှစ်သက်သူဖြစ်သည်အလွန်တမှုကြီး၍တာနာလှပသည့်အဝတ်တစားများဆင်ရင်ဝတ်စားလေးရှိသည်တလိษံဆိုလျင်မျိုးကောင်းမျိုးတက်မှသူရွေးသည်အခုလည်းအလွန်တွကြွရွရှိလာသည့်အာရက်မြင်းကြီးတစ်စီးပေါ်၌သူတတောက်တတာလိုက်ပါလာခြင်းဖြစ်သည်အမတ်တမဲ့ကြည့်လျင်သူကိုအသက်အရွယ်ကြီးရင်သူတဦးဖြစ်ကြောင်းမှန်းဆမိရင်ဟင်လွယ်ဒါရင်မကဘလို့စေသူ့စိတ်ထဲမှာပဿနာတစ်ခုကြောင့်အနာအရှက်ဖြစ်နေရကြောင်းခမန်းမိရင်ပို၍ပင်မလွယ်ဒမတ်စကတ်မှလာခဲ့သောခရီးသည်ရှီလျာလွန်ဝေးလံလွန်လာသည်တဲကနိုင်ရအတွင်းမှာကြုံတွေ့ရသည့်အခက်ခဲကလည်းပြောမကုန်နိုင်အောင်ပဲသို့တော့ဒီဟာတွေကိုသူအရေးမဆိုင်ခရီးလမ်းတစ်လျှောက်ရှိအာရနွန်းနယ်စုတွေသည်ရက်ဆက်ကြမ်းကြုတ်သည်ချမ်းသာသောကုန်တဲ့အုပ်စုတွေလာလည်းရေးလူရရဲ့အမြဲချောင်းနေတတ်သည်သို့တော့နာတာကမမူသူ့မှာအလွန်လျင်မြန်သည့်မြင်းစည်းအဆောက်စစ်တီတွေအလုံးအလောက်ပါလာသည်ဒီလူတွေကဓမြရန်ကိုကောင်းစွာအကာအကွယ်စောက်ရှောက်နိုင်သည်ယခုသူ့ကောင်းလို့တွင်တမနာတက်နေသည်ကဓမတ်စကတ်မှသူခေါ်လာခဲ့သည့်ယခုသူ့ဘေးမှလိုက်ပါလာသောလူငယ်အတွက်ဖြစ်သည်လူငယ်အမိကဟာရန်ကူလာဖြစ်သည်ဟာရန်သည်သူနှင့်အတူနှစ်ပေါင်းများစွာအတူတကစီးပွားရှာခဲ့သူအာရက်ကူလာ၏မီးဖြစ်သည်အာရက်၏ကျေးဇူးကသူ့အပေါ်တသက်မဆက်ကုန်နိုင်အောင်တင်ရှိခဲ့သည်ထို့ကြောင့်လည်းအာရက်၏မေးဖြစ်သူဟာရန်ကူလာအတွက်တခုခုဆောင်ရွက်ပေးလို့သောဆန္ဒသူ့မှာတင်ပြခဲ့ခြင်းဖြစ်သည်သို့တော့ဒီအတွက်စဉ်းစားကြံစလေအခက်ခဲတွေသာသူတွေးမိတွေဖြစ်ခဲ့သည်ပြဿနာကဒီလူငယ်နဲ့ပင်တက်ဆိုင်သည်လူငယ်ကိုပေါ်တွင်လက်စွပ်တွေနှကွင်းတွေအပြည့်အစင်ရင်ထားတာသူမြင်နေရသည်ညင်နာကသူ့အပိုးရဲ့ယောက်ျားပီသားတဲ့ညင်နာလေဒါပေမဲ့စိတ်သက်ချင်းကတစားစီသူ့အပိုးကအဝတ်အစားတူပြောက်တွေဝတ်စားတဲ့လူစားမျိုးမဟုတ်ဘူးသူကတော့လက်ဝတ်ရတနာဆိုတာယောက်ျားတွေအတွက်အောင်နေတာလီသူ့ခြေထောက်ပေါ်သူရက်တီနိုင်အောင်ဆိုပြီးငါခေါ်ခဲ့တဲ့ကိစ္စပဲအငွေရတဲ့ပတ်စံတွေထိုင်ဖြုံးနေတဲ့သူ့ဖေလက်ထဲထားခဲ့ရင်ဒီကောင်လဲလုံးဝပျက်စီးမှာဟာရန်ကူလာ၏အမေးစကားကြောင့်သူ့အတွေးဆတက်သွားရအဘဘာကြောင့်ဒီလောက်အလုပ်ပင်ပမန်လုပ်နေရတာလဲဒီဝင်တရင်တလိษံတန်းကြီးနဲ့ခရီးရှည်သွားရတာအဘမငင်းငွေဘူးလားတခါတလေဘဝမှာတပျော်နေဖို့စိတ်မကူဘူးလားဟာရုနာရာကပြုံးတယ်ဘဝမှာတပျော်နေဖို့ဟုတ်လားသူကဆိုရယ်ကိုင်းနေပြစီကွာမင်းသာရှာရုနာရာဆိုရင်ဘဝမှာဘလို့တွေတပျော်နေမလဲစိတ်ကူးတယ်လေအဘလောက်ပတ်စံချမ်းသာရင်ကျွန်တော်မင်းသားတစ်ပါးလိုနေမှာပေါ့ဗျာဒီလိုပူပြင်းတဲ့တဲကနာရမျိုးကိုဖျက်ပြီးခရီးသွားနေပါမလားဝီတင်းကဆိုတာအိတ်ထဲဝင်လာတာနဲ့ချက်ချင်းသုံးပြမင်းအပြန်စားဆိုတဲ့အဝတ်အစားတွေအရှားပါဆုံးလက်ဝတ်ရတနာတွေနဲ့ဈေးကြီးပေးပြီးဝယ်ဝတ်မယ်ကျွန်တော်ကြိုက်တာအဲ့ဒီလိုဘဝမျိုးအဲ့ဒါမှဘဝကနေပြောတဲ့ဘဝသူကတွက်လက်စွာဖြေသည်ဒီနောက်သူတို့နှစ်ယောက်စလုံးအားရပါရအရေးမိလိုက်ကြသည်မင်းအဖို့ကလက်ဝတ်ရတနာမဟုတ်ဘူးကွရှာရုနာတာကအမတ်တမဲ့ပြောလိုက်မိအဲ့ဒီနောက်ရေတလူလူမောတလူလူနဲ့မေးသည်အလုံးလုံးမအချိန်လေးပါလိမထားတော့ဘူးလားကွအလုံးဆိုတာကျွနေအတွက်ပဲဟာရန်ကူလာကဆိုသည်ရှာရုနာတာကဘာမှမပြောနှုတ်ခမ်းကိုသာကိုက်နေမိလိုက်သည်တိတ်ဆိတ်စွာဆက်၍ခရီးနှင်ခဲ့ပြီးနောက်တွင်ကုန်းဆောင်တစ်ခု၏ထိတ်သို့ရောက်လာသည်နာတာကညင်းကိုဇက်သက်ရက်လိုက်ပြီးအောက်ရှိစိတ်လန်းသောဂျိုင်ဝန်းလင်ပြည်ဒေသကိုပြသည်အဲ့ဒါဘေဘီလုံးဂျိုင်ဝန်းလင်ပြင်ပဲဟိုအဝေးမှာဘေဘီလုံးမျိုးရိုးကိုတက်ပြရလေးမြင်ရမယ်မျောစင်းမြင့်ကြီးနဲ့အဆောက်အုံကဘဲလ်မိတ်မန်တို့မင်းမျက်စိကောင်းရင်မျောစင်ထိတ်မှာထွန်းညီရတဲ့ထာဝရမီရှန်ကမီကိုတန်းရေးရေးကိုမြင်ရလိမ့်မယ်ဟိုးဒါဘေဘီလုံးကဲကိုကဘာပေါ်မှာအချမ်းစာအကျွယ်ဝဆုံးဆိုတဲ့မြို့ကျွန်တော်ရောက်ဖူးခဲ့ချင်တာကြာပြီးဟာရန်ကူလာကဆိုသည်ဘေဘီလုံးကကျွန်တော်တို့အဖိုးစပြီးစီးပွားရှာခဲ့တဲ့မြို့ပဲဒီမှာသူစချမ်းသာလားအဖိုးသာရှိသေးရင်ကျွန်တော်တို့အခုလောက်ဆိုကြက်တဲမှာမဟုတ်ဘူးသူလဲတတက်ရှိတဲ့လောက်သာနေနိုင်မှာပေါ့ကွာဘာကြောင့်ဒီထက်ပိုပြီးတောက်ဆိုကျင်တာလဲမင်းနဲ့မင်းအဖေရှိသားကွာမင်းအဖိုးရဲ့အခြေခံမိသားလုပ်ငန်းတွေကိုမင်းတို့ဆက်လုပ်ကြပါဟာကျွန်တော်တို့သားအဖကအဖိုးရဲ့ပါရမီတစမ်းမှမပါဘူးဗျရွှေတွေငွေတွေအလူအလျောက်တန်းစီပြီးဝင်လာအောင်ခေါ်ယူတဲ့အဖိုးရဲ့ညှို့ဝှက်ကြီးတွေကျွန်တော်တို့သားအဖမရလိုက်ကြဘူးရှာရုနာတာကဘာစကားမှမဆိုမြင်းကိုသားစက်ပေးက
ကောင်ကြားဂျိုက်ဝင်နဲ့စင်းတီလန်အတာတွတ်ငငယ်ဖြစ်ဆင်းလာသူတို့နိုင်မှာဝင်းတင်ကလအုတ်တန်းကတက်ကြက်မကွာတိုက်ပါလာသည်အတန်ကြာလျင်မင်းဘရင်လမ်းမကြီးပေါ်သို့သူတို့ရောက်ရှိလာကြပြီးတောင်ဘက်သို့ချိုးကွေးကြသည်လမ်းဘေးဝင်းလျံ၌တူးမြောင်းများဖြင့်ရွေတဲ့ဆိုင်ပြိုးသောလက်ကွင်းပြင်များရှိသည်လက်ကွင်း၌အသက်တော်ကြီးရင်ပြီးဖြစ်သောလူကြီး300လဲထုံနေတာရှာလူနာတာတတိပြုမိသည်ဒီလူတွေရုပ်တင်ကိုသူမြင်ဘူးနေသည်အန်တော့အန်ဩစရာဒီနေရာကိုလွန်ခဲ့သောနှစ်ပေါင်း40ကတချိန်သူဖြတ်တန်းဘူးသည်အဲ့ဒီတုန်းကတွေ့ခဲ့ဘူးသည်လေသမားတစုနှင့်ယခုတူစုသည်အတူတူဖြစ်နိုင်ပါမလားတို့တော့သူ့စိတ်ထဲမှာတော့တေချာနေသည်ဒီလူတွေပဲအိုသွားတာတခုပဲရှိမယ်ကျန်တာဘာမှမပြောင်းလေထဲထိုးတဲ့လူကလက်ကြောမတင်ကိုင်နာပုံကရှော့တိရှော့ရဲ့နွားမန်းသည့်လူနှစ်ယောက်ကလည်းပြင်းတိပြင်းတွဲလေးလေးကန်ကန်စီဝိုင်းတစ်သားချမ်းမှဖဲ့ထားသောဒုံးနဲ့မထိတစ်ချက်ထိတစ်ချက်ရိုက်လျက်လွန်ခဲ့သောနှစ်ပေါင်း40ဤသူတွေကိုသူမနာလိုဖြစ်ခဲ့ဘူးတယ်သူတို့နဲ့နေရချင်းလဲခွင့်ရမယ်ဆိုရင်ဝမ်းသာအားရလဲခဲ့မိလိမ့်မယ်အခုတော့အခြေအနေကအလုံးဝခြားနာခဲ့ပြီးသူ့နောက်ဘက်ကပါလာသည့်ကလအုပ်တန်းကိုနာရာဂုံယူစွာလှည့်ကြည့်မိသည်ဒီထဲမှာမျိုးကောင်းမျိုးတန့်ကလအုပ်အများအပြင်မီးတွေလည်းပါသေးတယ်ဒီအကောင်တွေအလုံးဤကြောပေါ်မှာဒမတ်စကတ်မှဝယ်လာခဲ့သည့်အဖိုးတန်ကုန်ပစ္စည်းတွေအပြစ်အမှောက်တင်လျက်ဒီဟာတွေအကိုလုံးဒီသူ့ပိုင်ပစ္စည်းများဖြစ်သည်ပိုဟိတကြီးအကြဆိုရတော့ဒီပစ္စည်းတွေသည်သူ့ပိုင်ဌာနဥစ္စာညောင်များစာထဲမှာအစိပ်အပိုင်းတစ်ခုမျှဖြစ်သည်သူကဟာဒန်အားလဲထွန်သူများကိုညွှန်ပြပြီးပြောလိုက်သည်ဒီလူတွေကလွန်ခဲ့တဲ့နှစ်ပေါင်း40ကပုံစံအတိုင်းလုပ်နေကြတော့မယ်ကွဘာမှမပြောင်းလဲသေးဘူးဒီလူတွေဟုတ်လားဘာကြောင့်မပြောင်းလဲလဲပြောနိုင်မလားဗျငါကိုယ်တိုင်တွေ့ခဲ့ဘူးတာကိုရှာရူနာတာကဖြေတယ်သူ့ခေါင်းထဲတွေအတိတ်ကဖြစ်ရက်တွေထိုးဝေးနေရယူလာတယ်ဘာကြောင့်ဒီအတိတ်တွေကိုမေ့မထားနိုင်ရတယ်လဲပြစ္ဆုတ်ပံမှာနေပါရောလားသူ့ကိုယ်သူပြောမိသေးတယ်သို့တော့အာရက်ကူလာဤပြုံးနေသောမျက်နာကပေါ်လာသည်ဒီမျက်နာကိုမြင်ရလျင်ပြီးသူနဲ့သူ့အနည်းရှိလူငယ်လေးအကြားခြားနာသည့်အတားအဆီးကပြက်ပြက်ရိသွားရသည်သို့တော့ဒီလူငယ်ကိုသူဘယ်သို့ကူညီရမည်နည်းလူငယ်ကစိတ်နေမြင့်သည်ပြီးဘာကိုမှအလေးအနက်ထားသူမဟုတ်သူ့မှာပတ်စံတုံးကျင်တာဖြုံးကျင်တာလက်ဝှေရနာတစားစင်တာတွေကိုပဲမှတ်တာပဲရှိတာအလုံးလုံးရှင်စိတ်မျိုးမရှိဘူးဆိုတော့ပေးစရာအလုပ်တပုံတပင်ပဲရှိသည်သို့တော့သူလူငယ်ကအလုပ်ဆိုတာအနေစားတတဝါတွေလုံသည့်အရာဟုယူဆနေသည်ဘာပဲဖြစ်ဖြစ်နာရအနေနဲ့ကအာထက်ကူလာဤမျက်နာကိုထောက်၍တစုံတစ်ခုပြုတ်လုပ်ပေးရင်တာဝန်ရှိနေသည်သူလှုပ်ပြီးဆိုရင်လဲတဝက်တစ်ပြက်ဆိုတာမျိုးမဖြစ်သူနဲ့အာရက်ကအလုပ်တစ်ခုကိုစိတ်မပါတပါတော်ရိုးထုံးစံမရှိသူတို့ကလုံးမိလည်းရဲ့အပြစ်အဝဆောက်ချလုပ်တတ်တဲ့လူစားမျိုးသူ့ကောင်းလဲစိတ်ကူးတစ်ခုပါလာသည်ချက်ချင်းပင်တင့်တော်မလားဆိုတာအတွေးတွေဝင်လာသည်ကိုရက်တီချက်ကိုကိုမိသားစု၏အနေထားကိုပါစဉ်းစားရအောင်မယ်သူတို့အတွက်ရက်ဆက်ရကြနေမလားသူတို့အတွက်စိတ်ထိခိုက်စရာတွေဖြစ်နေမလားသူစဉ်းစားတယ်သို့တော့နာရာကဆုံးဖြတ်ချက်ညံဆန်သူဖြစ်သည်တို့လောတွေဘေးဖယ်ကစိတ်ကူးအတိုင်းအကောင့်နဲ့ဖော်ရန်ဆုံးဖြတ်လိုက်သည်မင်းဖူးနဲ့ငါတိတ်အကျိုးမြတ်ရှိတဲ့လုပ်ငန်းတစ်ခုစလုပ်ခဲ့ကြပုံအကြောင်းမင်းစိတ်ဝင်စားမလားမသိဘူးသူကမေးလိုက်သည်အဖားတို့ပတ်စံတွေဘလို့ရတယ်လဲဆိုတာကိုသာပြောပါကျွန်တော်ကအဲ့ဒီအပိုင်းကိုပိုသိချင်တာလူငယ်ကဆိုသည်ရှာလူနာတာကလူငယ်စကားကိုအလေးနဲ့မထားပဲသူပြောလို့ရကိုသာဆက်ပြောသည်စောကတွေ့ခဲ့တဲ့လဲထုံနေတဲ့သူတွေအကြောင်းကစပြောရမယ်ကွအဲ့ဒီတော့ငါလဲမင်းအရွယ်လောက်ပါပဲတို့လူတွေအတန်းလိုက်ချီတက်လာတယ်တို့နဲ့အတူပါလာတဲ့မက်ဒစ်ကိုဆိုတဲ့လူကြီးကလေသမားဟောင်းဆိုတော့ဟိုလူတွေလက်ကြောမတင်းပုံကိုကြည့်ပြီးဟေ့တယ်မက်ဒစ်ကိုကငါဘေးနာကလျက်တန်ကြိုးတဲ့ထားတော့ခုံငပြင်းကောင်တွေကိုကြည်စံထဲထိုးတဲ့ကောင်ကနက်နဲ့ထိုးဖို့မကြိုးစားဘူးနွားမောင်းတဲ့အကောင်တွေကလည်းထဲချောင်းဖြောက်မသွားအောင်မပေးဘူးဒီလိုထုံမုံမျိုးနဲ့စဘာကောင်းဘယ်ရမလဲကွသူကပြောတယ်မက်တစ်နေကီတိုကအဘဘေးကလေးရဲ့တန်တိုးချီထားတယ်လို့ဆိုတယ်နော်ဟာရန်ကူလာကအံ့အားသင့်ဟန်ဖြစ်မိတယ်ဟုတ်တယ်လက်ဘေးမှာကြီးဝါနဲ့လှုပ်ထားတဲ့လက်ပတ်ကြီးတွေတက်ထားတယ်နှစ်ယောက်ကြားမှာတန်တိုးကြီးတစ်ချောင်းချီထားတယ်ပုတ်ပတ်ဘေးမှာဆက်လက်ရဲ့တိုးတခိုးဇာဘာတို့ငါဟာရွန်မှာတိခဲ့ပူးတဲ့လူဇာဘာတို့ဟိုဘက်ဟိုအတန်းရဲ့အစွန်ဆုံးပုဂ္ဂိုလ်ကပင်လန်တများလို့ခေါ်ကြတဲ့သူ့နာမည်ကမပြောဘူးရှင်ဘက်မှာတင်မောသားများလို့ငွေနှကောင်လင်းရဲ့ပုံတပုံစိတ်မင်ချောင်ဖိုးရလို့
တွေ့လို့တင်မောသားပဲဖြစ်ရမယ်ဆိုသည်သတ်မှတ်ထားကြတယ်တို့ကိုခေါ်လာတော့၄ယောက်တန်းစီရှောက်လို့ရအောင်တွဲပြီးခေါ်လာတယ်ကျွန်းတွေကိုရှိတယ်လို့တန်ကြိုးတွေနဲ့ချီလာတာပေါ့ဟာရန်ကူလာကမယုံနိုင်ဟန်ဖြစ်မေးသည်ငါတစ်ချိန်လုံးကကျွန်းတယောက်ဖြစ်ခဲ့ဘူးလေဆိုတဲ့အကြောင်းမင်းတို့အဖိုးမပြောပြဘူးလားအပအကြောင်းမကြခဏပြောပါတယ်ဒါပေမဲ့ဒီကိစ္စအရေးအမှုတောင်မဟာဘူးဗျမင်းတို့အဖိုးကအမတန်ယုံကြည်စိတ်ချရတဲ့ပုံကိုတယောက်ပဲကွတိတ်နှုတ်လုံးနဲ့မင်းဟာလေငါယုံကြည်စိတ်ချနိုင်တဲ့လူတရားလို့ငါသတ်မှတ်တယ်ကွငါထင်တာမှားသလားဟာရုနာရာကဟာရမျက်နှာကိုစစ်စစ်ကြည့်ကြည့်ပြောလိုက်သည်စိတ်ချပါကျွန်တော်နှုတ်လုံးရပါစေမယ်ဒါပေမဲ့အဖပြောတာကြားရတော့စင်တော်အားဘလို့လို့ပြီးကျွံမဝရောက်သွားခဲ့တယ်လေတွန်းဆန်းပါအောင်ရှာရူနာရာကပခုံးကိုတွန်းလိုက်သည်ဘသူမဆိုကျွံမဝရောက်သွားနိုင်တာပဲကွငါဒုက္ခရောက်တဲ့အဓိကတရေခံကတော့ပါလီပီယာနဲ့အာဇာဝိုင်းပဲကွငါကိုယ်တိုင်ကြောက်တော့မဟုတ်ဘူးငါအကိုရဲ့မိုင်မဲမှုတံကိုအချောင်ဝင်ခံရတာပါအကိုကဝိုင်းမှာယုံရင်ဆန်ခက်ရင်ဖြစ်ကြရင်သူ့လက်ချက်နဲ့လူတယောက်တည်သွားတယ်။တည်သူကသူ့တငယ်ချင်းတယောက်ပါပဲ။ဒီကိစ္စကိုတစ်ဖက်ကတရားစွဲဆိုမှဥပဒေအရစီရင်ခံရမှာကြောက်တော့အဖေကတည်သူစနီးရင်ညှိတယ်။သူ့ကိုနင့်နာကြီးထိုက်ထိုက်တန်တန်ပေးမယ်ကွာ။သို့တော့ဘလို့စင်မပေးနိုင်တော့အပေါင်အဖြစ်နဲ့ငါ့ကိုခဏအပ်ထားတယ်။စာချုပ်စာတမ်းနဲ့ပေါ့။ဒါပေမဲ့အဖေကငါ့ကိုပတ်စံပေးမရွေးနိုင်ဘူးကွာ။ကြာလာတော့ဟိုမိမကဒေါသထွက်ပြီးကျွန်းကုန်တဲ့လက်ထဲရောင်းထည့်လိုက်တာပေါ့ကွာ။ဟာမတရားတာဗျာ။ဟာရန်ကူလာကဆိုတယ်။အဲ့ဒီကနေဘလို့ပြန်ထွက်လာတယ်လေကြောစမ်းပါအောင်အဲ့ဒီအကြောင်းလေးရောက်ပါလိမ့်မယ်ခဏနေပါအောင်တို့စောကစကားလက်စအတိုင်းဆက်ပြောရအောင်တို့ကျွန်းလေးခုနနေရနာဖြက်လာတော့လေထွန်သမားတွေကလှောင်ပြောင်ကြတယ်တယောက်ဆိုရင်သူ့ခေါင်းကအုတ်ထုတ်အစုပ်ကိုချွတ်ပြီးတို့ကိုအယုအသေးပြုတဲ့ပူဇယ်မျိုးလှုပ်ပြပြီးလှမ်းអော်တယ်ဘယင်မင်းမြတ်ရဲ့ဧည့်သည်တော်များခမညာဘေဘီလုံရှင်မျိုးတော်ကကြိုဆိုပါတယ်ခမညာဘယင်မင်းမြတ်ကခမညာတို့အတွက်မျိုးရိုးပေါ်မှာထမင်းစားပွဲကြီးတဲခင်းပြီးအသည့်ဆောက်ကြုံနေပါတယ်ရှုံအောင်နဲ့တက်တုံကြီးဟင်းကြိုကျွေးမလို့ပါခမညာတဲ့သူကအဲ့ဒီလိုអော်တော့ကြံတဲ့သူတွေကတဟားဟားရေကြတယ်ပင်လယ်ဓမြကဒေါကထွက်ပြီးရေးရေးလဲလဲဆဲတာဒါနဲ့ငါသူ့ကိုမေးကြည့်တယ်ရှင်ဘရင်ကကျွန်တော်တို့ကိုမျိုးရိုးပေါ်မှာစောင့်နေရဆိုတာဘာအဓိပ္ပာယ်လဲဗျာလို့ငါတို့ကိုမျိုးရိုးဆောက်တဲ့နေရာမှာအုတ်တယ်ခိုင်းလိုက်မယ်သူပြောတာအုတ်ခဲတွေခါကျုပ်အောင်ထမ်းရမယ်ခါကျုပ်ပြီးမသေးရင်အရိုက်ခံရပြီးတည်လိုက်မယ်ငါကိုတော့ဒီကောင်လေးရိုက်လို့မရဘူးငါကတတ်မှာတဲ့သူကဆိုအဲ့ဒီအခါမက်ဒီတိုကပြောတယ်အလုတ်ကြိုးစားလုပ်တဲ့ကျွန်းကိုတခင်ကတေးအောင်ရိုက်တတ်တယ်ဆိုတာတော့ငါလက်မခံဘူးကွအတိတ်ပဲမရှိဘူးတခင်တွေကအလုတ်လုပ်တဲ့ကျွန်းကောင်းတွေကိုသဘောကျတယ်ကန်းကန်းမွန်မွန်ကြွေးပြီးခိုင်းနာမှာပဲတဲ့သူ့အယူအဆကိုဇာဘာတို့ကလက်မခံဘူးဘသူကအလုတ်ပမမန်လုပ်ချင်မှာလဲတဲ့သူကဆိုတော့စောကလဲထွန်နေတဲ့ကောင်တွေလောက်တာမှန်တယ်ဒီကောင်တွေလူလေတွေဘသူမှခါကျုပ်အောင်အလုတ်လုပ်မနေဘူးဘုတရားကြည်ကြည်ပဲမက်ကီတိုကမလျှော့ဘူးအလုတ်ကိုဂတရားကြီးလုံးမယ်လိရင်နှစ်တလူကိုကတ်နေမယ်ဆိုရင်တော့ဘရောမှလူလူတူတူဖြစ်လာမှာမဟုတ်ဘူးတဲ့သူကဆိုတယ်ဥပမာလေထွန်တာပဲဆိုပါတော့တနေ့ထွန်လို့တဟတ်တာပြီးတယ်ဆိုရင်ဒီကောင်ကအလုတ်ကောင်ကောင်လုပ်တဲ့သူဆိုတာသခင်သိတယ်တနေ့ကုန်လို့မှဟတ်တာတဝက်မပြီးသေးဘူးဆိုရင်ဒီကောင်ခုနေသေချာမလုပ်ဘူးဆိုတာသိတာပဲငါကတော့ဘရောမှရေးတာမကူဘူးငါကအလုတ်ကိုချစ်တဲ့အကောင်အလုတ်တစ်ခုကိုတတရဲ့တကြနနလှုပ်ရမှကျင့်တဲ့ကောင်ငါတည်တဲ့များတော့အလုတ်ကလူတရအတွက်အကောင်းဆုံးမိတ်ဆွေပဲကွလေတွေရာတွေကျဲနာတွေကောက်ပဲတဲ့ညံလေးစသဖြင့်ငါမှရှိခဲ့တဲ့ကောင်းတဲ့အရာမှန်သမျှကအလုတ်ကြောင့်ငါရခဲ့တာကြီးပဲဟုတ်လားအဲ့ဒါတွေအခုဘယ်ရောက်ကုန်ပြီလဲကြဒါပါဆိုးကဟောတယ်ကျုပ်ကတော့ပြင်တဲ့အကောင်တွေအလုတ်မလုတ်ပဲစားရတဲ့အကောင်တွေကိုပဲအိုးနှိမ့်တယ်လို့မြင်တယ်ဟိုရောက်ရင်ခမရတေးချာချာစောက်ကြည့်ကျွန်တော်တို့အားလုံးမျိုးရိုးစောက်တဲ့နေရာမှာအလို့လို့ပူရောင်းစားခံရရင်နဲ့ကျုပ်ကထမင်းချက်ရေခတ်လို့တက်တာတဲ့နေရာမျိုးရောက်နေတာခမည်းတွေ့လိမ့်မယ်ခမည်းတို့အလုပ်သိလုပ်ချင်ပါတယ်ဆိုတဲ့ပုံကိုယ်လေးအုတ်တယ်တဲ့နေရာမှာခါကျုပ်အောင်လုပ်ပွေတော့ဆိုပြီးဒီကောင်ကတဟားဟားရှည်တယ်အဲ့ဒီညမှာငါရှည်ရီတွေးကြောက်ပြီးအိတ်မပြောဘူးအဲ့ဒါနဲ့စီချိုနာမတိမတာတိုးရွှေ့ပြီးနေတယ်ကျန်တဲ့သူအားလုံးအိပ်ပျော်သွားတဲ့အချိန်ကျမှအဲ့ဒီညပထမပိုင်းအဆောက်တာဝန်ကြတဲ့ကိုရို့ဆိုကိုစီလာအောင်မတိမတာလှက်ပတ်ခေါ်ရတယ်ဒီလူကမူလကအားတဲ့ဓမြတယောက်ပဲပတ်စံအိတ်လူပေးရင်လက်ဘေးမှာလှီးခဲ့တဲ့ကိစ္စပြီးတယ်လို့ယူဆလို့လူစိုးလူချမ်းမျိုးသူ့ကိုပဲအတာကတ်မေးရတယ်
ကိုတော့ဆိုကျွန်တော်ကိုပြောစမ်းပါဗျာဘေဘီလုံရောက်ရင်ကျွန်တော်တို့ကိုမျိုးရိုးမှာအလုပ်လုပ်ဖို့ရောင်းပါလားဘာလို့မလို့မေးတာလဲသူကသတိထားတဲ့ပုံစံနဲ့ပြန်မေးခွန်းထုတ်တယ်ခမည်းစဉ်းစားကြည့်ပေါ့ဗျာကျွန်တော်အသက်ကငငယ်လေးရှိသေးတယ်လူဘဝမှာနေကျင်သေးတာပေါ့မျိုးရိုးမှာတည်အောင်လဲမလုပ်နိုင်ဘူးအရန်အနက်ခံပြီးတော့လည်းမတည်နိုင်ဘူးတခင်ကောင်းကောင်းနဲ့တွေ့နိုင်မဲ့နီးလက်ရှိရင်ပြောစမ်းပါဗျာလို့တူတူရွှွှွှပြောတော့သူကလည်းကျန်တဲ့သူတွေမှကြအောင်တီတိုးလေးပဲပြောတယ်ငါပြောမယ်မင်းကတခါမှကကြီးကကြောင်မလုပ်တဲ့အကောင်ငါ့ကိုဒုက္ခမပေးတဲ့အကောင်ဟုတ်လို့ပြောတာထုံးစံကဒိုးကျွန်းစည်းကိုအရင်ဆုံးတန်းသွားပြီးအဲ့ဒီမှာရောင်းတယ်မင်းမှတ်ထားဝယ်သူတွေလာတဲ့အခါကျွန်တော်အလုံးမပြတ်ပါဘူးတခင်စိတ်တိုင်းကြအစွမ်းကုန်လုပ်ပေးပါနဲ့စတဲ့ဖြင့်သူတို့ဝယ်ချင်လာအောင်ပြောအဲ့ဒီဈေးမှာဘသူမှဝယ်မသွားရင်တော့နောက်နေ့အုတ်ခဲထမ်းရမှာပဲနေပူကြက်ကြက်မှာတနေကုန်လှုပ်ရမှာအကြီးအကျယ်ပင်ပန်းတဲ့အလုံးတဲ့အဲ့ဒီနောက်သူထွက်သွားတယ်ငါလဲတဲပြည့်နှွှင်းနှွှင်းမှာလှဲပြီးကြက်ကလေးတွေမောကြည့်ရင်းနဲ့အလုတ်ဆိုတဲ့အကြောင်းကိုတွေးနေမိတယ်မက်ကီတိုကအလုတ်ကသူ့ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်တယ်လို့ဆိုခဲ့တယ်ငါအတွက်ကောသူ့နီးတူဖြစ်လာတယ်ဗျာအခုတွေ့အန်ဆယ်ဆဲအန်ဒီရဲ့ကလူများအောင်ကက်တင်နိုင်မယ်ဆိုရင်တော့အလောက်ကဘိတ်စီကောင်းဖြစ်မှာမဟုတ်ချပဲပေါ့မကက်တင်နွန်းလာတဲ့အချိန်ကျတော့ငါကြားထားတဲ့သတင်းကောင်းကိုတိုးတိုးပြပြလိုက်တယ်ဒိုးနှစ်ယောက်လုံးအတွက်မျှော်လင့်ချက်ရောင်ကြီးလေးရေရေတန်းလာတဲ့သဘောပဲဘေဘီလုံးစီကိုဒိုးဆက်ပြီးတက်စီချီတက်ကြရတယ်မွန်းလွဲပန်းလောက်မှာညိုရိုးနာရောက်လာကြတယ်အဲ့ဒီမှာအလုံးလုံးနေသူတွေကိုတော်တော်ဝေးကလေးကပဲဒိုးဆက်မြင်နေရပြီပျော့စိတ်အမဲလေးတွေကြာနေတာပဲတန်းစီပြီးတော့ညိုရိုးကြီးပေါ်ကိုတလုံးလုံးတက်သွားလိုက်ကျက်စင်းလာလိုက်အနားရောက်တော့လေကြောက်လဲကြောက်စရာအန်လဲအန်အောစရာအလုံးလုံးနေရတာလူထောင်ပေါင်းများစွာပဲတချို့ကကျုံတူးတဲ့စီမှာတချို့ကရွှွနေနေအုံရိုက်နေကြတယ်အများဆုံးတော့အုတ်ခဲတွေကိုတောင်းကြီးတွေနဲ့ထမ်းပြီးမျိုးရိုးပေါ်တက်ပပဲစရာစီတဲပို့ပေးနေရတယ်တက်ရတဲ့လမ်းကလည်းမမတ်ကြီးမှတ်ချက်ဘေဘီလုံးရှင်းမျိုးရိုးတော့ဟောင်းဤကြော်ကြားကြီးမလာတော့မျိုးရိုးတတိုင်းကြီးများဗိမ္မာန်တော်များဥယျာဉ်ပြန်များတူးမြောင်းကြီးများမှာကျွန်တို့ဤလုံအားဖြင့်တိဆောက်ခဲ့ခြင်းဖြစ်သည်ကျုံများမှာအဓိကအဖြစ်စစ်သုံးပန်းများဖြစ်ပြီးကြက်ပုတ်ကိုအများအပြားမှာဘေဘီလုံနှင့်အနီးတက်ခွင်မြို့ရွာများမှာရောင်းစားခံရသူများဖြစ်၏၎င်းအထဲတွင်အချို့မှာရာဇဝတ်မှုအတွက်အပြစ်ဒဏ်ပေးသည့်အနေနဲ့ကျွန်အဖြစ်လေတံရောင်းချခံရသူများဖြစ်ကြပြီးတချို့မှာမူကျွေးတင်၍ကျုံဖြစ်ကြသူများဖြစ်သည်ထိုအခေတ်ဘေဘီလုံဒေသတွင်ငွေချင်းကားသည့်အခါသို့မဟုတ်ဥပဒေကျောင်းနှင့်ဆက်ရှိသည့်အချို့ကိစ္စများတာဝန်ယူရသည့်အခါ၌မိမိကိုယ်ကိုတိုင်တည်သော၎င်းတာသမီဇနီးမယားစသည်တို့ကိုတော်၎င်းအပေါင်သဘောထားကြသည့်အလေးရှိရာပေးရန်တာဝန်မကြည့်ဘူးမှာကထိုအပေါင်ခံထားသူကကျုပ်အဖြစ်ရောင်းစားခံရလိရှိပေသည်အလုံးလောက်ရာမှာနှိကွေတဲ့လူတွေကိုတိကျသူတွေကဆဲကြဆိုကြသည်အစီအတန်းလိုက်စဉ်သက်နေတဲ့အထဲမှာသူများနဲ့အတူတောက်လျှောက်လိုက်နေနိုင်မှဘေးပတ်နည်းနည်းရိုင်ထွက်လာရင်ကြက်ဖို့နဲ့လှမ်းရိုက်တယ်အားပြက်ပြီးဘလို့မှမတက်နိုင်တော့တဲ့အချို့လူတွေလည်းတောင်းကြီးတွေထမ်းရင်ခွေလဲကျသွားတာမြင်ရတယ်အဲ့ဒါမျိုးဆိုရင်ကြက်ဖို့နဲ့နာရိုက်ပြီးထခိုင်းတယ်တအားလိတ်ရိုက်နေတဲ့ဂျားကထမလာနိုင်မှုဆိုရင်တော့ဘေးကိုတွန်းထွက်ထားလိုက်တာပဲသူ့ဘသားသူတလူလူတသိလေးနဲ့နောက်ဆုံးအသက်ထွက်တဲ့အထိနေပြီးတော့နောက်ကြမှအကိုလုံးတရဏဂုံမတင်ဘာမတင်နဲ့စူပေါင်းပြီးညုံမှာပဲကြောက်စရာကောင်းလာတဲ့အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးငါကြောချမ်းသွားတယ်ကျွန်းစည်းမှာချရောင်းတဲ့အချိန်တခင်ကောင်းကောင်းစီအဝယ်မခံရရင်လေငါလဲဒီကကြမ္မာမျိုးတုံရတော့မှာကိုတော့ဆိုပြောတဲ့အတိုင်းပဲမျိုးတစ်ပါးကြီးတဲ့ကထက်ဝင်လာပြီးနောက်တို့ကိုတွန်းထန်းကိုပို့တယ်အဲ့ဒီမှာတညတိတ်ပြီးနောက်နေ့မနေ့ကျတော့ဈေးကိုခေါ်လာတယ်နွားချံလိုမျိုးဟာမျိုးထဲမှာထည့်ထားတယ်အဲ့ဒီမှာကျန်တဲ့သူတွေကအယောင်ခံရမှာဆိုလို့တယောက်နဲ့တယောက်တိုးဝှက်ပူကတ်နေကြတယ်ကျုံထိန်တွေကကြက်ပွန်းနဲ့ရောက်ပြီးဟိုကောင်ထွက်ဆန်းဒီကောင်ထဆန်းဆိုမှထွက်လာထလာကြတယ်မတေခုနဲ့ငါနဲ့ကတော့ထိုအနာရောက်လာတဲ့သူကိုစကားလှမ်းပြောလို့ရတဲ့လူမှန်တများကိုလှမ်းပြီးပြောနေကြတယ်ကျုံကုန်တွေကဘရင်အဆောက်တက်ကစစ်သားတွေခေါ်လာတယ်ပြီးတော့ထိုအုပ်စုတဲကပင်လယ်ဓမြကိုရွေးထုတ်ပြီးတန်ချေချင်းကွင်းနဲ့ခတ်တယ်သူကရုံးရင်းဆန်ခက်လို့တော့ရိုက်နှက်ကြတယ်သူ့ကိုခေါ်သွားတော့တို့လည်းအကြာကြီးစိတ်မချမ်းမသာဖြစ်ပြီးကြံရစ်ကြတယ်မဂီတို့ကတော့မကြခင်တယောက်တကွဲဖြစ်တော့မယ်ဆိုပြီးစိတ်မကောင်းဘူးဝဲသူတွေအနီးအနားမှာမရှိတဲ့အခါတိုင်းဟာကိုအလုတ်ကြိုးစားဖို့အကြောင်းအလုတ်ဟာနောင်တနေ့ငါ့အတွက်အကြီးအကျယ်အကျိုးပြုလိုက်မယ်ဆိုတဲ့အကြောင်းဒီတတုတုပြောနေတယ်တချို့လူတွေကအလုတ်ကိုမုန်းကြတယ်ကွာရန်သူလိုသဘောထားကြတယ်အမှန်ကမိတ်ဆွေလိုသဘောထားတာကောင်းတယ်အလုတ်ကိုချစ်တာသာကောင်းတယ်ပြ
တမဲနဲ့ဆိုပြီးမကြီးနဲ့စိတ်မပြတ်နဲ့ကိုစောင်းလိုက်တဲ့အင်ကြီးတလပပခက်ခက်နနဖြစ်သွားမှာမြင်အောင်တက်တယ်ဆိုရင်တိုင်ကြီးတွေတန်းကြီးတွေလေးလက်လန်ထမ်းပွေးဟတာတွေအင်္ဂရီစပူရေကိုဟို့ဝေကတက်ရဟာတွေကပလောက်เสียဒုက္ခတွေမဟုတ်တော့ဘူးအဲ့ဒီတော့မင်းတခင်တယောက်ရမယ်ဆိုရင်အဲ့ဒီတင်တခင်အတွက်အလုပ်ကိုအစွမ်းကုန်ကြိုးစားပြီးလုပ်ပါအဲ့ဒါငါ့ကိုဂရိပေးမင်းအလုပ်လုပ်တာမချီးမွမ်းဘူးအတိမမပြုတ်ဘူးဆိုရင်လည်းကိစ္စမရှိဘူးအဲ့ဒါအရေးမစားနဲ့အရေးကြီးတာကကိုလုပ်တဲ့အလုပ်ကောင်းဖို့ပဲကြနန်းလုပ်လိုက်တဲ့အလုပ်တစ်ခုကလုပ်သူကိုတနည်းမဟုတ်တနည်းကောင်းချိုးပြုတ်တယ်သူ့ကိုပို့ပြီးအရေးချင်းပြေးရတဲ့ကူတယောက်လေဖြစ်သွားစေတယ်သူအဲ့ဒီလိုပြောနေတော့ကိုလုံးကိုဖန်ထွားနဲ့ဒုတယောက်ကြီးရောက်လာတယ်။ဒေသမားမဲတိတာတဲ့ပုံမြင်သူကတို့ကိုထဲ့ထားတဲ့ခြံသားရောက်လာပြီးခိုင်းတော့ကြည့်စလို့လူစစ်စစ်ဆက်ကြည့်တယ်။မက်ကီတိုကလေယာအခြေအနေစိုက်ပျိုးတဲ့အခြေအနေတွေမေးတယ်။ဒီကျုံကစိုက်ပျိုးရေးကိုစိတ်လဲဝင်စားတယ်ကျွဲလဲကျွမ်းကျင်ပုံရတယ်ဆိုပြီးဒေသမားကြီးသဘောကျသွားအောင်စီးရုံးတာပေါ့လေ။တကယ်လဲသဘောကျသွားပါတယ်။သူ့ကိုဝယ်မလို့နဲ့ရွေးလိုက်တယ်။ဈေးတော့ကျုံကုန်တဲ့စီမှာအတိတ်အနေစစ်သေးတယ်ပြီးတော့မှသူ့ဝရုံအောက်ကပတ်စံအိမ်ဖောက်ကြီးထုတ်ပြီးငွေရှင်းပေးတယ်အဲ့ဒီနောက်မက်ကီတိုလည်းတခင်အစ်ဆက်အနောင်ပါသွားတော့တာပဲအဲ့ဒီမနက်ပိုင်းမှာနောက်ထပ်ကျုံနည်းနည်းပဲရောင်းရတယ်။နွန်းတဲလောက်ကြတော့ကိုတို့ဆိုကငါ့ကိုတိုးလာပြောတယ်။ကျုံကုန်တယ်ကအယောင်းဝယ်မကောင်းလို့စိတ်တူနေတယ်။နောက်တနေ့ထိဆက်ရောင်းမှာမဟုတ်ဘူး။နည်းနည်းဆောင်တဲ့အထိရောင်းမထွက်ပဲကြံနေတဲ့ကျုံတွေကိုဘရင်အဝယ်တော်တွေလက်ထဲပဲရတဲ့စီနဲ့ရောင်းထည့်လိုက်မယ်တဲ့။ငါလည်းအကြီးအကျယ်ထိတ်လန့်သွားတယ်။ကဲအားလျှော့စွာအဲ့ဒီအချိန်မှာပဲလူဘဝတစ်ယောက်ရောက်လာတယ်။စိတ်တဘောထားကောင်းမဲ့ပုံမျိုးသူကတို့အနာလာပြီးအဲ့ဒီထဲမှာမုတ်ဖို့တမားတစ်ယောက်တလေမပါဘူးလားလို့နေတယ်။ဒါနဲ့ငါလည်းသူ့နာကပ်ပြီးတွေ့တယ်။သခင်ကကိုယ်တိုင်မုတ်ကောင်းကောင်းဖုတ်တတ်တယ်။ဒါပဲမတက်ဖုတ်တတ်တဲ့သူမျိုးကိုဘာလို့ရှာတာလဲ။ကျွန်တော်လူအလုတ်ကောင်းကောင်းလုပ်တဲ့လူတစ်ယောက်ကိုခေါ်ပြီးတင်ပြပေးလိုက်ရင်တခင်စိတ်တိုင်းကြရမှာပေါ့။တခင်မြင်တဲ့အတိုင်းကျွန်ုပ်ကကြံမာတယ်အသက်လည်းငယ်သေးတယ်။အလုတ်ကိုလည်းအမတန်စိတ်ဝင်စားတယ်ကျွန်တော်ကိုသာဝယ်သွားပါတခင်စီးပွားဥစ္စာတိုးတက်အောင်ကျွန်တော်အစွမ်းကုန်တိုးစားပါမယ်ဆိုတော့ဒီလူကသဘောကျသွားပြီးကုန်တယ်နဲ့စကားပြောတယ်တို့ကိုဝယ်လာတဲ့ကုန်တွေကတခြားလုံးငါ့ကိုတေးချတာဘယူးဆိုင်ကြည့်တာမဟုတ်ဘူးအခုကြတော့မှငါကျမ်းမာတာခွန်အားပလာရှိတာတရေကောင်းတာငါအရေးအချင်းတွေမှုန့်နေလိုက်တာငါခမနွားပွဲမှာချရောင်းခံရတယ်နွားချောနွားလာတကောင်တိုင်းပဲနောက်ဆုံးတော့အယောင်းဝယ်တွေ့သွားကြတယ်တခင်အစ်စ်နောက်ကဟိုက်လာတဲ့အချိန်ငါစိတ်ထဲမှာကိုဘေဘီလုံးမှာကံအကောင်းဆုံးပုဂ္ဂိုလ်လို့တောင်အမေမိတယ်တဲ့သူ့အိမ်ရောက်သွားတော့လေငါအတော်သဘောကျငါတခင်နန္နာတေးကငါ့ကိုကြောက်စုံမှာဘာလီစေးအမှုတ်ကြိတ်ပုံကြိတ်ကြီးတင်ပေးတယ်ပြီးတော့မုတ်ဖိုကြီးမီးမွေးပုံမီးသုံးပုံကြားရည်ကိတ်အတွက်နှမ်းကြိတ်တော့ဘလို့မှုအောင်ကြိတ်ရတယ်စသဖြင့်အကိုလုံးတင်ပြပေးတယ်သူ့စပားတွေထားတဲ့တဲထဲမှာငါခုပြည့်စလုံးနဲ့အဲ့ရတယ်အိမ်မော်လုတ်တဲ့မာကြီးစာဝတ္တရီကသူ့အလုပ်တွေငါကူညီလို့သဘောကျတယ်ငါ့ကိုကောင်းကောင်းကြွေးတယ်ငါမျှော်လင့်ခဲ့တဲ့သခင်ကောင်းမျိုးရဖို့သူ့အတွက်တန်ဖိုးရှိအောင်အလုပ်လုပ်ပေးဖို့အဲ့ဒီကမှတဆင့်ကျုံဘဝကလွတ်မြောက်အောင်ဆက်ကြိုးစားဖို့ဆိုတဲ့ခွင့်လန်းစာကိုတကယ်တွေ့ရပြီပေါ့ငါကနန္နာတွေကိုဂျုံနေနိမုံခုန်ကြီးတွေပါတင်ပေးဖို့ပြောတယ်ငါလိုချင်းရှိမှန်းတီးတော့သူကလည်းဝမ်းမြောက်ဝမ်းသာတင်ပေးပါတယ်ပါမို့ကောင်းကောင်းဖုတ်တတ်တော့ကြားရည်ကိတ်လုံးနီးပါတင်ခိုင်းတယ်တဖြည်းဖြည်းနဲ့အစုံလုတ်တက်လာတယ်ငါ့ကိုလွှဲထားလို့ရတဲ့အခါတခင်ကသူ့အလုတ်တက်တာတော့တိတ်ဝမ်းတာတယ်ဒါပေမဲ့စာဝတ္တတီကတော့ခေါင်းခါတယ်တခင်အလုတ်တိတ်အားနေတာမကောင်းဘူးတဲ့ငါကတော့ဒီအချိန်ကငါအတွက်ကိုပြည့်ရွေးနိုင်အောင်စူးစမ်းဖို့ငွေရှာဖို့အကောင်းဆုံးအချိန်ပဲလို့မြင်လေပုံမှန်မုတ်ဖုတ်တဲ့အလုပ်ကမွန်းတဲလောက်ဆိုရင်ပြီးသွားတယ်အဲ့ဒီတော့နေ့လယ်ပိုင်းမှာငါဘာသာတခုကြံပြီးတော့လုံမယ်အဲ့ဒီကအမျက်အစွန်ရမယ်ဆိုရင်နန္နာတေးကငါ့ကိုလည်းဂွေစုနန်းနဲ့ပေးမှာပဲလို့ငါတွေးမိတယ်ဘာလို့ရင်ကောင်းမလဲစဉ်းစားတဲ့အခါကျတော့တားရည်ကိတ်ပဲဖတ်လို့မယ်ပြီးတော့ကိုယ်တိုင်ရှောက်ရောက်မယ်လို့အကြံရတယ်အဲ့ဒီကိစ္စနန္နာတေးကိုတင်ပြလေတခေကျွန်တော်ကိုအတွက်မိုးဖုတ်ပြီးလို့နေ့လယ်ပိုင်းအားနေတဲ့အချိန်မှာနောက်ထပ်အလုပ်တစ်ခုလုပ်ချင်တယ်အဲ့ဒီကအမြန်အစိုးရရင်ကျွန်တော်ကိုလည်းသုံးဖက်ဖို့နည်းနည်းပေးပါလားဆိုတော့အေးကောင်းတယ်ငါသဘောတူတယ်လေအဲ့ဒါနဲ့ငါကြားရည်ကိတ်လုပ်ပြီးကိုယ်တိုင်လည်းရောင်းမဲ့အစီအစဉ်ကြောပြတော့သူသဘောကျတယ်အဲ့လိုလုပ်မို့ကွာတဲ့နှစ်ခုတပြားလုံးရတဝက်ကအရင်မို့ကွာဂျုံဘူးပြားရည်ဘူးထင်းဘူးကျန်တဲ့တဝက်ကအမျက်ပေါ့အဲ့ဒါကိုမင်းနဲ့ငါတယောက်တဝက်ခွဲယူမယ်ဆိုတော့ငါအရန်ဝမ်းတာသွားတယ်သူကငါအတွက်
တော်တော်ရောပေးထားတာကိုမုံရောင်းပြီးရင်ကြောင်းရငွေနဲ့လေးပုံတစ်ပုံကိုငါရမယ်အဲ့ဒီညမုံရောင်းဖို့လင်မန်းကြီးတစ်ခုလုပ်တယ်နနာတေးကငါတက်ရဝတ်နိုင်ဖို့သူ့ဘူးယုံဟောင်းကြီးတစ်ထည်ပေးတယ်စာဝတ္တိကပေါက်ပြဲနေတာပြီးဖာထီးပြီးရှော့ဖို့ပေးတယ်နောက်တစ်နေ့ကျတော့တားရကိတ်လုပ်တဲ့အခါဖိုမှာဖောက်တယ်တွေပေးဖို့အပြင်ကိုရရန်ဖို့အတွက်ပါပို့လုပ်တယ်မုံတွေကတားရည်နဲ့တင်းတင်းမွမွအညိုရောင်လေးလင်မန်းထဲမှာထည့်ထားတာမြင်နေရတာနဲ့စားကျင်စီရအဲ့ဒါလမ်းနဲ့ရှာအော်ပြီးရောင်းတော့ဘယ်သူမှမဝယ်ကြဘူးကွာငါစိတ်တက်ကြသွားတယ်ဒါပေမဲ့မတက်နိုင်ဘူးလုံးမိမှတော့ဆက်ရောင်းရတော့မှာပဲဆိုရှောက်လဲတဲ့အခါတဖြည်းဖြည်းညစ်လေပန်းရောက်လာတော့ကိုတယောက်ဒီတယောက်ဝယ်လာကြတယ်အဲ့ဒီချိန်ကျမှလူတွေကဗိုက်စာကြတာကိုငါစားထားတဲ့အချိန်ကတိတ်စောနေတာမုတ်စားချိန်ကျတော့ဘလောက်မှတကြမရောင်းရပါဘူးလင်မန်းတစ်ခုလုံးကြောင်သွားတာပဲနာနာတွေကသဘောကျတယ်ငါ့ကိုလည်းပြောထားတဲ့အတိုင်းပဲဝေစုပေးတယ်ကိုပိုင်ငွေစလေးကန်ရတော့ငါအရန်ဝမ်းတာတာမကီတိုပြောတဲ့စကားငါပြေးတတိရတယ်တခင်ဆိုတာအလုံးလုံးတဲ့ကြုံကိုသဘောကျစမြဲပဲဆိုတဲ့စကားသူပြောတာတိတ်မှန်တာပဲလို့ငါတွေးမိအဲ့ဒီညဝမ်းတာလုံးလို့ငါကောင်းကောင်းတော့မအိတ်နိုင်ဘူးဒီနှုံးအတိုင်းပတ်စံရသွားရင်တစ်နှစ်မှာဘယ်လောက်ရမယ်ပထနှစ်ကြာရင်ငါကငါပြန်ရွေးနိုင်မယ်ဆိုပြီးအထက်ထက်ပြန်တွက်ကြည့်နေတယ်နေ့စဉ်မုတ်လင်ပန်းနဲ့တွေ့ရင်ကိုစီကမှန်မှန်ဝယ်စားတဲ့ဖောက်တယ်တွေနဲ့တီကျွမ်းလာတယ်။အဲ့ဒီထဲမှာမင်းအဖို့အာရက်ကူလာလဲတယောက်အပါအပင်ပဲ။သူကကိုစောကုန်လေကွ။အိမ်ပေါက်စစ်လဲပြီးအိမ်ရှင်မတွေစီရောင်းရတယ်။သူကတမျိုးလုံးအနှက်လှဲ့တာ။သူနဲ့အတူခေါ်စောတွေအတိအမောက်တင်ထားတဲ့ညီးတကောင်ပါတယ်။အဲ့ဒီညီးကိုထိမ့်ဖို့လူမဲတွန်တယောက်ပါတယ်။သူကငါစီကမုတ်ဝဲရင်သူ့အတွက်နှစ်ခုသူ့ကြော်တော့နှစ်ခုဝယ်လေးရှိတယ်ဝယ်ပြီးထွက်မသွားဘူးမုံစားရင်ငါနဲ့စကားစပြီးပြောနေတတ်တယ်တနေ့ကျတော့မင်းအဖိုးကငါ့ကိုတတ်မမိတ်နိုင်တဲ့စကားတကွန်းပြောတယ်မင်းလုပ်တဲ့မို့ငါကြိုက်တယ်ကွဒါပေမဲ့ငါပူကြိုက်တာကမင်းဒီအလုပ်ကိုတလေးတစားတန်ဖိုးထားပြီးလုပ်နေတာပဲကွဒီစိတ်တက်ကြောင့်မင်းဟာတနေ့အကြီးအကျယ်အောင်မြင်နိုင်တယ်တဲ့မင်းကတော့နားလည်နိုင်မှာမဟုတ်ဘူးဟာတဲ့အဲ့ဒီလိုအားပေးလိုက်တဲ့စကားတကွန်းကမျိုးကြီးပြကြီးတစ်ခုရဲ့အလဲမှာကြုံအဖြစ်နဲ့တကူတဲ့ရုန်းကန်နေရတဲ့လူငယ်တရားအတွက်ဘလောက်အတက်เสียဖြစ်မယ်ဆိုတာငါစူးစမ်းပြီးအလုပ်လုပ်တယ်တလက်ခက်တလက်ငါအိတ်ထဲမှာပတ်စံတွေများလာတယ်ခပ်ပတ်မှာချိတ်ထားတဲ့ပတ်စံအိတ်တနေ့တခြားလေးလာတာကိုသိနေရတာတက်အရတာရှိတယ်။မကီတိုပြောခဲ့တယ်လို့အလောက်ကငါ့ကိုကုညီဆောက်ရှောက်တဲ့ငါရဲ့အကောင့်ဆုံးမိတ်ဆွေဖြစ်လာပြီပဲပေါ့။ဒါပေမဲ့ငါပြောနေတဲ့အချိန်မှာစာဝတ္တိကတော့စိုးရိမ်ကြောက်ကြနေတယ်။တခင်ဟာလောင်ကစားဝိုင်းတွေကြီးတတ်သွားနေတယ်။ငါတိတ်ဆိတ်ပူတာပဲလို့သူကဆိုတတ်တယ်။တနေ့ကျတော့ငါမိတ်ဆွေကြီးမကီတိုကိုလမ်းမှာသွားတွေ့တယ်။သူမြင်တော့ငါအယမ်းဝမ်းသာသွားတယ်။သူကညီသုံးကောင်နဲ့ဟင်းဒီဟင်းရက်တွေအပြည့်အမောက်တင်းပြီးဈေးကိုသွားနေတာ။ငါတော့အခြေအနေတိတ်ကောင်းနေတယ်ကွာတဲ့။သူကပြောတယ်။အခုငါ့ကိုအလုတ်ကျက်ခန့်လာတယ်။မင်းမြင်တဲ့အတိုင်းဈေးရောက်တဲ့ကိစ္စလဲငါ့ကိုပဲအယုံကြည်ကြည်လွှဲထားတယ်။ဟာမိသားစုလဲလက်ခေါ်ထားပြီးပြီ။အလုတ်ကငါ့ကိုဒီဒုက္ခကြီးတွေကကယ်ထုတ်နေပြီ။တနေ့ကျရင်ကုတ်ကိုပြန်ရွေးပြီးတလက်သူဘဝနဲ့ကိုပိုင်ဆိုင်ခဲကျိုးကင်းနဲ့နေနိုင်တော့မယ်ကွာလို့အသက်တရောသူပြောသွားတယ်။မကီတိုကသူ့ရင်မန်းချက်နဲ့အတက်နေတယ်လို့ငါကလည်းငါလုံးနဲ့ငါခုတ်နေတာပေါ့။ဒါပေမဲ့ငါစခင်နန္နာတေးကအခြေအနေမကောင်းဘူးကွာ။တစ်ဖြည်းတဖြည်းသူကငါမုံရောက်ပြီးပြန်လာမှကိုပဲနှုတ်ညွှန်လာတယ်။ငါရောက်လာရင်ပတ်စံတွေရေတွက်ဂွေစုခွဲပြီးလစ်တာပဲ။ငါကိုလည်းမင်းဈေးကွက်ချက်ပါအောင်အခုတည်းပုံမှန်များရအောင်လှုပ်ဆန်းပါအောင်လို့အမြဲတိုက်တော့နေ။ငါမုံရောက်ထွက်တဲ့အခါညိုရိုးကြီးဆောက်တဲ့နေရာတွေစီလဲမကြခဏရောက်လိရှိတယ်။အဲ့ဒီနေရာမှာအလုံးလုံးနေတဲ့လူတွေမြင်ရတော့ငါစိတ်မချမ်းသာကြရပေါ့ကွာဒါပေမဲ့အလုပ်ချက်တွေကငုံငများဝယ်လေးရှိတော့သူတို့စီတွားရောင်းရတယ်တနေ့ဘာဘာတို့ကိုတောင်းတဲ့အုပ်ခဲထဲဖို့တန်းစီရဲ့နေရာမှာတွားတွေ့ရတယ်လူကပိန်ချုံပြီးခါကလည်းကိုင်းနေကြောကုန်းမှာလည်းကြက်ပိုးနဲ့အလိုက်ခံရရတဲ့အရှိုးရာတွေထပ်နေတယ်ငါတနာတော့တာနဲ့မုတ်တကုစားဖို့ပေးတယ်အစာငတ်နေတဲ့တရိษံတကောင်လိုပဲမုတ်ကိုအငမ်းမရညိုချတယ်စုကိုကြည့်ပြီးငါလန့်သွားတာနဲ့မုတ်တပန်းတစ်ခုလုံးလူမစားခဲ့အမြန်လစ်ကေးခဲ့ရတယ်အဲ့လိုနေတရက်မှာအရက်ကူလာကငါ့ကိုမေးတယ်မိမကြောင့်ဒီလောက်တောင်အလုပ်စူးစမ်းနေရတာလေတဲ့မိမိနဲ့မိကွန်းနေပတ်မိတယ်မလားအဲ့ဒီအတိုင်းတစ်ထက်တည်းမင်းအဖိုးကမေးတာဒါလဲမကီတိုကငါ့ကိုအလုပ်အကြောင်းဘလူတွေပြောပြခဲ့တယ်ဆိုတာရဲ့ကလွတ်စင်မှာလဲသူပြောတဲ့အတိုင်းအလုပ်ကငါအတွက်အကောင်းဆုံးမိတ်ဆွေဖြစ်နေတယ်ဆိုတာတွေငါပြောပြလိုက်တယ်ငါပတ်စံအိတ်တဲကဒီငါပြားတွေလဲဂုံယူစာနဲ့ပဲသူ့ကိုထုတ်ပြလိုက်တယ်တနေ့ကျရင်ငါကပြန်ဝင်နိုင်အောင်စူဆောင်းနေတဲ့အကြောင်းပေါ့လွတ်လပ်သွားပြီးရင်ဘာဆက်လုပ်မလဲတဲ့သူကမေးတယ်ကုန်တယ်လုပ်မယ်လို့စိတ်ကူးထားတာပဲငါကဖြေတယ်အဲ့ဒီချိန်မှာသူကငါ့ကိုညှို့ဝချက်တစ်ခုပြောပြတယ်အဲ့ဒီအချိန်ထိငါလုံးဝမရိပ်မိခဲ့တဲ့ကိစ္စတစ်ခုငါလည်း
ကျွန်တယောက်ဆိုတာမင်းမသိဘူးဟုတ်လားငါကငါတခင်နဲ့အလောက်ဆက်တူလုံးနေတာတဲ့အဖဒီစကားကိုဒီမှာရက်ပြကျွန်တော်မကြားနိုင်ဘူးရုတ်တရက်ဟာရန်ဂူလာကလေတံမမာနဲ့ပြောလိုက်သည်တသက်မဲ့ကျွန်တော်အဖိုးကိုတိတ်ခါချတာပဲအဖိုးဟာကျွန်မဟုတ်ဘူးကြသူ့မျက်လုံးတွေဒေါသရောင်တောက်ပလာသည်ရှာရုံးနာလာကကြည်ကြည်ငြိမ်ငြိမ်ဟာသူ့ကိုတကယ်လေးတာပါတယ်သူလဲတစ်ချိန်ကနှကြမှာမကောင်းလို့အဲ့ဒီလိုဖြစ်ခဲ့ရတယ်ဒါပေမဲ့အဲ့ဒီဘဝကနေဒမတ်စကတ်မြို့ရဲ့မြို့မိမြို့ဖတ်တအူဘဝရအောင်သူ့ကိုယ်သူမြင့်တင်နိုင်ခဲ့တယ်အဲ့ဒီအတွက်ငါလေးစားတာမင်းလဲမင်းအဖိုးရဲ့မြေပဲသူ့လိုဇက်တတိမျိုးမရှိဘူးလားယောက်ျားကောင်းဆိုတာလက်တွေ့ဘဝကိုရင်ဆိုင်ရရတယ်အပြစ်မှန်ကိုတက်ခံနိုင်စမ်းရှိရတယ်ကိုလိန်ညာဖုံးကွယ်ပြီးမင်းနေမလားဟာရန်ဂူလာကမြင်းပေါ်မှာခမမတ်ထိုင်လိုက်သည်ချုပ်တီးထားရသည့်လေတံဖြင့်ပူပြန်ပြောသည်ကျွန်တော်အဖြိုးကိုတစ်မျိုးလုံးတစ်ရွာလုံးချစ်ကြရဲ့ဗျသူဆောင်ရွက်ခဲ့တဲ့ပရိုက်တာလုပ်ငန်းတွေဆိုတာရေတက်လို့တာမကုန်နိုင်ဘူးဒမတ်စကတ်မှာအငတ်ပေးကြီးဆိုင်တော့သူ့ပတ်စံတွေနဲ့အစ်ချစ်သွားပြီးဂျုံလေးဝဲသူ့ကလအုတ်တန်းကြီးနဲ့ပဲဒါရီတဲလာပြီးတစ်မျိုးလုံးကိုရှောက်နေတာအခုတော့အဖကကျွန်တော်အဖိုးကဘေဘီလုံးမှာတုံဖြစ်ခဲ့တဲ့လူတယောက်လူရမဝေးလူတန်းမစေးတဲ့လူတရားလို့ပြောနေတယ်မှန်လေဘေဘီလုံးမှာကျွန်တရားအဖြစ်ဆက်နေခဲ့မယ်ဆိုရင်တော့မင်းပြောသလိုလူရမဝေးလူတန်းမစေးတဲ့လူတယောက်ဖြစ်နေခဲ့မှာပါပဲဒါပေမဲ့သူ့ဇွဲလုံးလားနဲ့စူးစားအထုတ်ပြီးဓမ္မစကက်ရဲ့ထိတ်ဆုံးပုဂ္ဂိုလ်ကြီးတယောက်ဖြစ်လာတယ်အဲ့ဒီလိုစွမ်းရည်ထူးတဲ့ပုဂ္ဂိုလ်ဟုတ်လို့နောက်ပိုင်းစတူပဝမ်ကံမကောင်းအကြောင်းမလဆိုတာမျိုးမကြုံရအောင်နဖျားတွေကစောက်ရှောက်ကြတာသူ့ကိုချိမြောက်ကုန်တင်ကြတာဟာတဲ့စကားကိုတုတ်ပြန်ဖြေချပြီးတဲ့နောက်ရှာရုနာတာကသူနဲ့အာရဂူလာတို့အကြောင်းကိုဆက်ရည်ပြောသည်သူလဲကျွန်းတယောက်ပဲဆိုတာဖွင့်ဟပြီးရဲ့နောက်အာရက်ကသူဟာကျွန်းပေါ်ကောက်ကနေလွမြောက်ချင်စိတ်ဘလောက်တောင်တင်ပြခဲ့တယ်ဆိုတာငါ့ကိုပြောပြတယ်အဲ့ဒီအတွက်သူ့ငွေတွေရှာခဲ့စူးစောင်းခဲ့တယ်အခုဆိုရင်ကိုပြန်ရွေးနိုင်လောက်တဲ့အထိအတိုင်းအတာအထိသူ့မှာစုမိနေပြီဒါပေမဲ့တကယ်ဆုံးခဲ့ရမယ့်အချိန်မှာချီတုံချတုံဖြစ်နေတယ်လောလောဆယ်မှာအယောင်းဝယ်တွေကအရင်လောက်မကောင်းတော့တခင်အရှိအောက်ကထွက်လာပြီးတဲ့နောက်မှာဒုက္ခရောက်မှာသူကြောက်နေတယ်ငါကလည်းအဲ့ဒါအတိတ်ပဲမရှိတဲ့အကြောင်းသူ့ကိုဖိပြောတယ်ခမည်းသခင်ကိုဆက်ပြီးမိခုမနေနဲ့တော့လွတ်လပ်သူတယောက်ရဲ့စိတ်ဓာတ်မျိုးအပြည့်အဝမွေးစမ်းပါလူသစ်စိတ်တက်နဲ့စူးစမ်းပြီးအောင်မြင်အောင်လုပ်ဖို့ဗျာခမည်းဘာလုပ်ရှင်တယ်လဲအရင်ဆုံးစဉ်းစားအဲ့ဒီရင်မှန်းချက်နောက်ကဝရိယလိုက်နိုင်ရင်ခမည်းလိုရမှာပဲလို့ငါလည်းအဲ့ဒီလိုပြောတော့သူနည်းနည်းရှက်သွားတယ်သူတတိငဲနေတယ်ဆိုတာလေသူ့ဘာသာသူကောင်းကောင်းမြင်သွားတယ်ငါအဲ့ဒီလိုပြောတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းပြောပြီးဖတ်သွားတယ်မှတ်ချက်ရှစ်ကစ်ဘေဘီလုံ၌တိုများနှင့်ပတ်သက်သည့်ဒလိထုံးနှံများဥပဒေစည်းကမ်းများအသေးစိတ်တိတိကျကျရှိပြီး၎င်းအတိုင်းတင်းကြပ်လိုက်နာကြရ၏သို့သော၎င်းဒလိစည်းကမ်းများမှာယနေ့လူများအဖို့မျက်စိလေစရာဖြစ်၏ဥပမာကျွန်းတဦးသည်ကိုပိုင်ဥစ္စာဒါနပိုင်ဆိုင်နိုင်ကြ၏သူ၌သူကိုပိုင်ကြိုရှိနိုင်၏ထိုကျွန်းကိုသူသခင်ကပိုင်ဆိုင်မှုမရှိကြကျွန်းများသည်ကျွန်းမဟုတ်သူများနှင့်လည်းအိမ်အောင်ပြုနိုင်ကြ၏လွတ်လပ်သောကျွန်းမဟုတ်သောမိမသည်မိသူနှင့်အိမ်အောင်ပြုသည်ဖြစ်စေ၎င်းမှမွေးဖွားသူတို့သည်လွတ်လပ်သူများဖြစ်ကြ၏ဘေဘီလုံ၌ကုန်တယ်များသည်အများအပြားပင်ကျွန်းများဖြစ်ကြသည်တော်တော်များများမှာတခင်များနှင့်လုပ်ငန်းစက်တူလောက်ကိုင်နေသူများဖြစ်ပြီးသူ့အတိုင်းတာနဲ့သူချမ်းသာသူများဖြစ်ကြ၏တနေ့ငါမျိုးရိုးတကားပန်းရောက်တော့အဲ့ဒီမှာလူတွေအများကြီးစုဝေးနေတာတွေ့တွေ့ရတယ်နီးရလူတယောက်မေးကြည့်တော့ခမားမကြဘူးလားတွန်တယောက်ကဘရင်အဆောက်စစ်တီတယောက်ကိုတတ်ပြီးထွက်ပြေးသွားတာရံဖမ်းမိလို့အမှုစစ်ဆေးပြီးတေတံအမိတ်ချထားတယ်မတေးမချင်းကြိမ်ရိုက်ပြီးစီရင်မှာရှင်ဘရင်ကိုယ်တိုင်လာကြည့်မယ်လို့သူကပြောတယ်အကျဉ်းသားကိုကာစင်တင်ထားတဲ့နေရာနားမှာလူတွေချိတ်တိုးနေတယ်မုတ်ပွဲမောင်းမှာဆိုလို့ငါအဲ့ဒီနားမသွားပဲအနီးနားမှာရှိတဲ့ဆောက်လက်ဆမြို့ရိုးပေါ်တက်ကြည့်တယ်ငါအဲ့ဒီမှာနေဖြူခတ်ခေါ်နတ်စားဘရင်ကြီးကိုကံကောင်းဖူးမြော်ခွင့်ရတယ်ဘရင်ကြီးကရွှေပိန်ချရသည့်ငင်းရထားကြီးစီးပြီးခြိကြလာတာအဆောင်အယောင်အခမ်းအနားဆိုရကပြောမနေနဲ့ရွှေရောင်ငွေရောင်ဂရီပါအယောင်ဒီဖိတ်တောက်နေတာပဲအဲ့ဒီနောက်ကြီးကျယ်ခဏတာနေငါတခါမှမမြင်ဘူးကျင်းတကယ်ရိုက်တော့ငါနေရာကမမြင်ရတော့ဘူးဒါပေမဲ့အကျဉ်းသားရဲ့အော်ဒန်တွေတော့ကြားနေရတယ်ပထမတော့ငါစိတ်ထဲမှာဘရင်မင်းမြတ်လိုဖုံးချက်တရေနဲ့ကြည့်စုံပြီးစိတ်သက်လည်းမြင်မာတဲ့ပုဂ္ဂိုလ်ကြီးတယောက်ကဒီလိုရက်ဆက်ကြမ်းကြုံတဲ့အလုပ်တစ်ခုကိုကြည့်နိုင်ပါမလားပေါ့အောင်းမိတယ်ဒါပေမဲ့သူကဒီရှုခင်းကိုကြည့်ပြီးသူ့နောက်ပါတယ်နဲ့ရေမောနောက်ပြောင်ပြောဆိုနေတာလှမ်းမြင်ရတော့သူကိုယ်တိုင်ကရက်ဆက်ကြမ်းကြုံပြလားဆိုတာသဘောပေါက်လိုက်တယ်အဲ့ဒါကြောင့်ဒီမျိုးရိုးကြီးတိဆောက်တဲ့ကိစ္စမှာကြေးကျင်တွေကိုမှန်မှန်တာညှင်းဆဲခိုင်းစီနေတာကိုလို့လေတစ်ဆက်တည်းတွေး
မိလိုက်ကဲအကျဉ်းသားတွေတော့သူ့အလောင်းကိုတန်တိုင်းမှာကြိုးတစ်ချောင်းနဲ့ဇောက်ထိုးဆွဲထားလိုက်သည်အလုံးအတွက်နမူနာပြထားတဲ့သဘောလူပရိသတ်တော်တော်လေးကျဲတာတော့ငါအနာကကြည့်တယ်အကျဉ်းသားရဲ့ရင်ဘတ်မှာငွေနှကောင်လိမ်နေတဲ့ပုံတစ်ပုံစိတ်မြင့်ကြောင်ထိုးလာတာမြင်တော့မှဟာပင်လယ်တည်းပါလားလို့မတိလိုက်ရတယ်နောက်တစ်ချိန်အာရက်ကူလာနဲ့တွေ့တော့သူကလုံးဝပြောင်းလဲနေပြီးအရင်တက်ကြနဲ့ငါ့ကိုနှုတ်ဆက်တယ်ကဲမင်းအပေါင်းအသင်းကြုံမဟုတ်တော့ဘူးကွာလွတ်သူတယောက်ဖြစ်သွားပြီးမင်းပြောတဲ့စကားတွေမှာတကောအနိတည်ပါတယ်ကွာအခုဆိုရင်အယောင်ပြန်တက်နေပြီးအမြတ်လဲတိုးလာနေပြီပေါ့ကွာငါမိမကအရန်ပြော့နေစေသူလဲလွတ်သူတယောက်ပါပဲငါတခင်ရဲ့တူမာကွာသူကတော့တမျိုးတရွာသွားချင်တဲ့ဆန္ဒရှိတယ်ငါတစ်ချိန်ကတွန်ဖြစ်ခဲ့ဘူးတယ်ဆိုတာဘယ်သူမှမသိနိုင်မဲ့သစိန်ရက်ရပေါ့ကွာဆလေးတွေမျက်နှာမငယ်အောင်လို့ပါကွာအခုတော့ငါရဲ့အကောင်းဆုံးမိတ်ဆွေကအလုတ်ပဲကွာအလုတ်ကပဲငါ့ကိုကျွံဘဝကလွတ်မြောက်အောင်ကဲတင်ခဲ့ပြီးပြီအခုလည်းဆက်ပြီးငါ့ကိုလှုပ်ရည်ကံရည်တက်အောင်ကိုယုံကြည်စိတ်ထက်သက်အောင်အဖေကူညီနေစေပဲတဲ့သူ့အခြေအနေကြရတော့ငါလည်းအယံဝမ်းတာသွားတယ်အမှန်တော့သူကပဲငါ့ကိုအငဲအားပေးကူညီနေတာစူးစမ်းဖို့အငဲတိုက်တွန်းနေတာသူ့ယုံကြည်စိတ်နည်းနေတဲ့အချိန်ငါပြောလိုက်တဲ့အပေးစကားဝေဖန်စကားတစ်ခုကသူ့ကိုလမ်းမဲ့လျှောက်ဖြစ်အောင်တစိမ့်တစ်ပိုင်းအထကူပေးလိုက်နိုင်လားဆိုတာကြားရတော့ငါသူ့ကိုကျေးဇူးတိုးပြန်လိုက်ရတယ်လေပါပဲအဲ့ဒီလိုတညမှာတော့စာဝတ္တိကအတော်ကြီးစိတ်မချမ်းမသာဖြစ်နေတဲ့အမှုအရာနဲ့ရောက်လာတယ်။တင်းတခင်တော့ဒုက္ခရောက်တော့မှာပဲအခုပြဿနာပေါ်နေပြီးအရင်သားတွေကလမ်ကစားဝိုင်းမှာသူပတ်စံအများကြီးရှုံနေတာလက်သမားကလည်းစဘာဝမပေးနိုင်ဘူးငွေတိုးချစ်သမားကလည်းတရားနာပဲမဆက်နိုင်ဘူးအခုဒီလူတွေအားလုံးစိတ်တူနေကြပြီဘသူကမှမဆိုင်နိုင်ကြတော့ဘူးလို့သူကဆိုတယ်သူမကင်းနဲ့သူခံရမယ့်ကိစ္စကျွန်တော်တို့တပ်ပူနေလို့ဒါကိစ္စရှိမလဲကျွန်တော်တို့ကအုတ်ထင်းသူမှမဟုတ်တာလို့ငါကမစင်းမစပြန်ပြောတယ်ဟဲ့အယူနေအလားတောင်နားမလဲဘူးလားတဲ့စာဝတ္တိကငါ့ကိုဂရင်းနာဒေါသနဲ့ပြောတယ်တခင်ကငွေချီးတော့နေ့ကိုအပေါင်ထားပြီးချီးတာပိုင်ဆိုင်ခွင့်လက်မှတ်ကိုလည်းဝေထိုးရည်သမားလက်အပ်ထားတာကျွေးမဆက်နိုင်ရင်ငွေရှင်ကနေ့ကိုတိမ်ပြီးရောင်းစားခွင့်ရှိတယ်ငါတော့ဘာလို့ရမယ်တော့မသိတော့ဘူးတခင်ကလူကောင်းပါဘာကြောင့်များဒီလိုခေရတယ်လဲမသိဘူးစာဝတ္တိပြောတာအားလုံးအမှန်လို့ကြီးပဲနောက်နေ့မနေ့ငါမုတ်ဖုတ်နေတော့ပဲငွေချစ်သမားရောက်လာတယ်သူနဲ့အတူစာစီဆိုတဲ့လူတယောက်ပါလာဒီလူကငါ့ကိုအခက်ခက်ကြည့်ပြီးဒီကောင်လောက်ဆိုရင်ဖြစ်တယ်တဲ့ငွေချစ်သမားကငါတခင်အပြင်ကပြန်ရောက်တဲ့အထီတောင်မဆောက်ဘူးစာဝတ္တိကငါ့ကိုတိမ့်သားတဲ့အကြောင်းကြောလိုက်လို့မှာခဲ့တယ်ငါလဲမုတ်တောင်ပြအောင်မဖုတ်လိုက်ရဘူးကိုဘော်ကအဝတ်နဲ့တင်တိုက်ခဲ့ရတယ်ခါမှာတော့ငါစုလာတဲ့ပတ်စံအိတ်တုပ်ကလေးတွေတွဲလက်ရက်ပေါ့တအောင်ငါနှုံလင်းချက်ကလေးကရေစင်နှမောင်းမိတဲ့တစ်ပင်လို့အမြစ်ပါမကျက်အောင်နှုတ်ပြီးလွှင့်ပစ်ခံလိုက်ရတယ်။ဟမ်ကစားဝိုင်းနဲ့ဘာလီဘီယာကြောင့်ငါဘဝဒုတိယအတိတ်တစီရပြန်တာပဲ။စာစီဆိုတဲ့လူကတုံတုံတိတိမမကြောကြောအပြောအဆိုအမှုအရာကျန်းနေညိုရဲဖြက်ပြီးခေါ်လာတိုင်းလမ်းမှာသူငါ့ကိုငါနာနာဒီအတွက်ဘလောက်အလုပ်လုပ်ပေးတဲ့အကြောင်းသူစီမှာငါအလားတူလုပ်ပေးနိုင်တဲ့အကြောင်းပြောပြတယ်။ဒါပေမဲ့သူစီကပြန်ထွက်လာတဲ့စကားကြောင့်ငါစိတ်တက်ကြသွားတယ်။အဲ့လိုအလုပ်မျိုးငါစိတ်ဝင်စားဘူးကွာ။ငါတခင်လည်းမကြိုက်သူ။ရှင်ဘရင်ကသူ့ကိုတူးများကြီးဖောက်တဲ့နေရာမှာတသိတစ်ပိုင်းပါဝင်ဖို့တာဝန်ပေးထားတယ်။ငါကိုလွတ်ပြီးခန်းရဲ့သခင်ကလည်းစာစီနောက်ထပ်ကြုံနေဝယ်ကွာ။ကြိုးစားအလုပ်ငင်လုပ်ပါစီတဲ့။လွယ်မလားကွာအဲ့လောက်ကြီးတဲ့အလုပ်မမြန်တက်ချင်လို့ရမလားလေသူကအဲ့ဒီလိုဆိုတယ်ဒီတွင်းချောင်းကြီးကတဲကနေရခေါင်ခေါင်မှာဒုတ်တူးရတာတစ်ပင်တစ်ပင်မရှိဘူးတချို့နေရာမှာထုံမုတ်ကလေးတစ်ခုတလေရှိတာငင်းဆိုတာပူချစ်တောက်နေတာပဲစီပိုင်းတွေကရေတောင်ပူလွန်းလို့မတောက်နိုင်ဘူးမြင့်မြတ်စီတဲ့မြင်အောင်ကြည့်ကြော်လုံသမားတွေတန်းစီပြီးတူးလက်ဆမြောင်းကြီးတဲ့စတဲ့မြေကြီးတွေတောင်းတဲ့အပြည့်တင်ညောင်းနှုတ်ခမ်းကစင်းလန်းတက်လန်းအတိုင်းထမ်းတက်ပြီးတော့ပြန်ဆင်းပြီးရင်ပြန်တက်မနဲ့နေထွက်ကနေဝင်အထိအစာကျွေးတာဝက်စာကျွေးတဲ့ခွက်မျိုးနဲ့ထည့်ကျွေးတာဝက်တွေလိုပဲအားလုံးစုပြုံတိုးဝေပြီးစားရတာတို့အတွက်တဲမရှိဘူးခင်းအိပ်ဖို့ကောက်ရိုးတောင်မရှိဘူးအဲ့ဒါတူးမြောင်းအလုတ်စကန်းကိုရောက်တာတဲ့အချိန်မှာငါတွေ့နေရတဲ့အနေအထားအဲ့ဒီရောက်ပြီးတဲ့နောက်ငါပတ်စံအိတ်ကိုမှတ်မှတ်တတတနေရာမှာတွင်းတူးပြီးမြုပ်တယ်စိတ်ထဲမှာတော့ငါပတ်စံလေးငါပြန်နှတူးနိုင်မလားလို့အောင်တွေးမိရဲ့အစာပိုင်းမှာတော့တူးမြောင်းအလုပ်ကိုငါဆက်ရှိပြောရှိလုပ်ပါသေးတယ်ဒါပေမဲ့လက်ချီပြီးကြလာတော့စိတ်တက်ကြချင်လာတယ်သူကလည်းအားနဲ့လာပြီးပူလွန်းလို့ဖြစ်တဲ့ခန္ဓာရအချားကငါကိုယ်ရဲဝင်လာ
ကရင်းပြက်ပြီးဘာမှမစားခြင်းမတောက်ခြင်းဖြစ်လာတယ်။ညဆိုရင်ဘယ်လူညာလိမ့်နဲ့တညာလုံးမအိပ်နိုင်ဘူး။မအိပ်နိုင်ဒီကိုဘဘအဖြစ်ဆိုးပုံတွေတွေးပြီးစိတ်ညစ်သည်ပဲ။စိတ်ညစ်ညစ်နဲ့ရှောက်သွေးရင်ဇာပါဆိုပြောတဲ့စကားတွေလည်းကြံကြားမိတယ်။အလုတ်ခနဲ့မှာခါကျိုးအောင်နလည်းမထူနိုင်အောင်ဒုက္ခဆင်းရဲခံမဲ့အစားတနိုင်လည်းညခိုကပ်နေမယ်ဆိုတဲ့အယူအဆဒါပေမဲ့ဇာပါတို့နဲ့နောက်ဆုံးတွေ့ဆုံရပုံကိုကြံမြင်အောင်တော့သူ့လက်စင်ကိုတကယ်တည်းမလေးလိုက်ဘူးဆိုတာစဉ်းစားမိပြန်တယ်အဲ့ဒီလိုပဲပင်လယ်ဓမြရဲ့တူတေကိုတေခံချမယ်ဆိုတဲ့စိတ်ဓာတ်နဲ့လေဒီအကြက်တီးမျိုးကအောင်မြင်ထွက်နိုင်မှာမဟုတ်ဘူးဆိုတာသူ့ရဲ့တွေးတန်းရဲရဲခန္ဓာကိုယ်ကိုမျက်စိထဲမှာကြံမြင်မိတာတတိယဖြစ်နိုင်ခြင်းအရှိဆုံးကမတေကိုရဲ့လမ်းစဉ်ပဲနောက်ဆုံးအကြိမ်နဲ့သူ့နဲ့တွေ့ခဲ့ပုံကိုငါမြင်ရတယ်အလုံးလုံးလုံးလို့သူ့လက်တွေမှာအတမတက်နေတယ်ဒါပေမဲ့သူ့ရင်နဲ့ပေါ်ပါရှင်လဲနေတယ်သူ့မျက်နှာမှာစိတ်ချမ်းသာမှုလက္ခဏာတွေမြင်နေရတယ်သူ့အယူအဆသာအမှန်ဆုံးအကောင်းဆုံးပဲလို့ငါသဘောပေါက်တယ်ဒါပေမဲ့ဘဝမကြစရာအကြောင်းတွေတော့ရှိနေတယ်ငါလဲမကက်တိုလောက်အလုံးလုံးလို့စီထတ်တန်တာပဲတကယ်လို့တဲ့နေရာမှာသူတော်ငါ့ကိုပြီးမှမဟုတ်ဘူးဒါပေမဲ့အဲ့လောက်လို့တဲ့ကြားကငါဘာကြောင့်မအောင်မြင်တယ်လဲဆန္ဒဒုက္ခနဲ့ဘာကြောင့်ဒီလောက်ဝေးနေရတာလဲမကက်တိုစိတ်ချမ်းသာနေတာကအလုံးချောက်ကတ္တမဟုတ်ရဲ့လားဖယားတွေကိုယ်တိုင်ကသူ့အတွက်အောင်မြင်မှုတွေကြောက်ရှိစရာအနေအထားတွေတမင်တကာဖန်တီးပေးနေလို့လားငါကတော့အောင်မြင်မှုမရချမ်းသာဒုက္ခလည်းမရပဲတလုံးအလုပ်တွေသာကျုံးလို့ရင်တဘဝကုံရတော့မှာလားအဲ့ဒီလိုရှောက်တွေးမိတယ်ဒီပြဿနာတွေဘသူကိုမေးရမလဲမသိတယောက်တည်းခေါင်းနဲ့ပတ်ချလေနေတယ်နောက်ရက်ပေါင်းများစွာအတော်ကြာပြီးတဲ့နောက်ပြဿနာတွေလည်းဖြေမရနိုင်သေးရှေ့ဆက်ပြီးခန္ဓာရည်လည်းမရှိတော့ဘူးလို့ထင်ရတဲ့အချိန်မျိုးမှာစာစီကငါ့ကိုအခေါ်လွတ်တယ်ငါ့ကိုဘေဘီလုံးပြက်ခေါ်မလို့ငါတခင်စီကလူတယောက်လွတ်လိုက်တယ်တဲ့ပတ်စံအိတ်ကိုကြံတူးပြီးပေတီဆုပ်ပြက်နေတဲ့အဝတ်အစားနဲ့ပဲငါပြန်လိုက်ခဲ့ရတယ်ဗလန်ခရီးတစ်ချောင်းလုံးခေါင်းထဲမှာအတွေးမှုန်တိုင်းကအကြီးအကျယ်ငွေနောက်လိုက်ပါလာငါကိုလောလောဆယ်စီပူအိုးတဲ့ကဆွဲထုတ်လိုက်ပြီးဒါပေမဲ့အေးချမ်းတာရတဲ့နေရာကိုရောက်မလားအိုးအောင်မီးဖို့တဲ့ကြာသွားမလားငါဘလို့မှကြိုတင်တက်ဆလို့မရနိုင်ဘူးဒုက္ခတွေကြီးစတိုက်ကြုံနေတဲ့သူမို့အစိုးဘက်ကိုပဲအာယုံရောက်နေတယ်ငါအတွက်အပြစ်ဒဏ်တွေကမပြည့်စည်နိုင်တော့ဘူးလားနောက်ထပ်ဘလို့ဒုက္ခဘလို့ကံကြမ္မာမျိုးတွေလဲငါရင်ဆိုင်ရအောင်ပါလဲဆိုတာပဲတိပူနေမိတယ်ငါတခင်ရဲ့အိမ်ချမ်းဝန်းအဝင်မှာအာရက်ကူလာကိုမမျော်လင့်ပဲဘွားကနေပေးလိုက်ရတော့ငါအကြီးအကျယ်အားတင်သွားတယ်ငါကလအုပ်ဘောကဆင်းဖို့သူ့လက်ကမ်းပေးတယ်ပြီးတော့နှစ်ပေါင်းများစွာကွဲကွာနေတဲ့ရေအကိုတယောက်ကိုပြန်တွေ့ရတယ်လို့ပွေ့ဖက်နှုတ်ဆက်တယ်တခင်ဟောင်းအိမ်ကနေသူနဲ့အတူထွက်လာတော့ငါကသူ့နောက်ကကျွန်းတယောက်လိုရီယိုတူးတူးလိုက်မလို့လုပ်တယ်သူကလက်မခံဘူးသူကငါပခုံးကိုဖတ်ပြီးပြောတယ်ငါမင်းကိုလိုက်ရှာနေတာနေရာတွေနှံ့နေပြီနောက်ဆုံးလက်လျှော့ရမလို့လုပ်နေတဲ့အထင်စာဝတ်တရီနဲ့ပြီးစာဝတ်တရီကငွေထိုးချေးသမားနာမည်ပြောပြတယ်ငွေထိုးချေးသမားစီကမင်းကိုခေါ်သွားတဲ့စာစီရဲ့တခင်ကျွန်းပါရှိတထေးကြီးစီရောက်ငါလူချင်းမန်းတီးတော့ဒီအပိုးကြီးကမတရားဈေးကင်နေလွန်လွန်တွန်ကြီးကိုတောင်းတာဒါပေမဲ့ငါပေးလိုက်တယ်မင်းကသူတောင်းသမျှထက်ပိုတန်းပါတယ်ငါအခုအခြေအနေရောက်တဲ့ထိအောင်မြင်လာတာမင်းရဲ့အယူအဆမင်းရဲ့လုပ်ပုံကိုင်ပုံတွေကငါ့ကိုအမြဲနှိုးဆော်နှိုးဆပေးခဲ့လို့ပဲမကေတိုရဲ့အယူအဆပါကျွန်တော်ကိုယ်ပိုင်မဟုတ်ပါဘူးငါကကြားဖြတ်ပြောတယ်အေးမင်းနဲ့မကေတိုရဲ့အယူအဆပေါ့ကွာမင်းတို့နှစ်ယောက်လုံးကိုငါကျေးဇူးတင်ပါတယ်ကဲငါတို့အခုဒမတ်စကတ်ကိုတွားကြမယ်အဲ့ဒီမှာငါနဲ့လက်တွဲလုံးမဲ့လူနေတယ်ကွပြီးတော့သူကနေအောင်ဒီမှာတခုရှိသေးတယ်မင်းအခုချက်ချင်းလက်ငင်းဒလက်သူတယောက်ဘဝရောက်စေရမယ်ဆိုပြီးသူ့ဝရုံထဲမှာထည့်လာတဲ့အုတ်ကွက်စာတစ်ချက်ကိုထုတ်လိုက်ခဲ့ငါ့ကိုဝယ်လာတဲ့စာချုပ်စာတမ်းပေါ့ကွာငါ့ကိုပိုင်ဆိုင်ကြောင်းအထောက်အထားလက်မှတ်ပေါ့အဲ့ဒီစာချုပ်ကိုသူကညှောက်ပြီးလမ်းခင်းကြောက်ခင်းပေါ်ပေါက်ထည့်လိုက်တယ်ပြီးတော့အကျိုးအပဲ့တွေကိုလုံးဝကြည်မအောင်ခြေထောက်နဲ့အာရပါရနင်းချပေးလိုက်တယ်ငါကတော့ဝမ်းတန်လုံးလို့မျက်ရည်တောင်ကျတယ်ဘေဘီလုံးမငါအကန့်ကောင်းဆုံးလူပဲလို့တွေးမိလိုက်တယ်အမှန်တော့မင်းမြင်တဲ့အတိုင်းအလုတ်ကိုတန်မိုးထားတဲ့စိတ်ကငါ့ကိုအဆိုးဝါးဆုံးဒုက္ခတွင်းကနေစက်တင်သွားတာပါပဲအလုတ်တာလည်းရင်ငါရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်ကြောင်းအတီးပြုတ်လိုက်တဲ့သဘောပဲမင်းစဉ်းစားကြည့်ကြိုစည်းထဲမှာတုန်းကလည်းငါကတိတ်အလေးလှုပ်ချင်တဲ့ကျွန်းတယောက်ဖြစ်ကြောင်းဘယ်သူကိုတိအောင်ပြောဆိုကြညာနိုင်ဖို့ညိုရိုးဆောက်တဲ့ကျွန်းလှုပ်စခန်းကိုမရောက်ပဲသဘောကောင်းတဲ့တခင်စီရောက်ခဲ့တယ်အဲ့ဒီတခင်စီမှာရှိစဉ်အလုတ်ကိုအားကျိုးမှန်တဲ့လုံနေတာမြင်တဲ့အတွက်မင်းအဖိုးအာရက်ပလာကသဘောကျတယ်
အထင်ကြီးရဲ့ငါ့ကိုအရန်ခင်မင်းနဲ့ဒါကြောင့်ငါ့ကိုဈေးကြီးကြီးပေးဝယ်တာပြီးတော့သူ့ပါဒနာအဖြစ်အတူတွဲလို့ဖို့ခေါ်ခဲ့တာသူစကားဆုံးတော့ခါရဲဟူလာကမေးသည်ကျွန်တော်အဖိုးချမ်းသာတာကိုအလောက်ချကတက်ပဲလားအေးဟုတ်တယ်သူအောင်မြင်ကြီးပွားရတဲ့တကူရဲတော့ချက်ကအဲ့ဒီလိုပဲလို့ငါမြင်ခဲ့တယ်ရှာတော့နာတာကဆိုသည်မင်းအဖို့ကအလောက်ကိုအမတန်ခင်တွယ်တဲ့ပုဂ္ဂိုလ်သူအလောက်စူးစမ်းလွန်းလို့နဖရားတွေသူ့ကိုအားရကြည်နေကြတယ်သူ့ကိုဆုလက်တပကာရီဖခွတ်တီချီးမြှင့်ကြတယ်ငါအဲ့ဒီလိုမြင်လေကျွန်တော်သဘောပေါက်လာပါပြီဟာရန်ကူလာကတိတိဆက်ဆက်ဆိုသည်အဖိုးဝါတိတ်အလုတ်လုတ်တယ်သူ့ဇဲလုံးသားရဲ့အဲ့ဒါကြောင့်ရလာတဲ့အာမြင်မှုတွေရဲ့ကိုလေးစားအားကြတဲ့အတွက်သူ့ကိုမိတ်ဆွေတဟင်ကတွေအများကြီးပေါင်းတင်ဝင်းရလာအလုတ်နဲ့အလုတ်ရဲ့စူးလက်တွေကြောင့်အဖိုးဟာဒမတ်စကတ်မှာဂွန်တရေရှိပုဂ္ဂိုလ်ကြီးလူအများလေးစားတဲ့ပုဂ္ဂိုလ်ကြီးဖြစ်လာတယ်အခုနဲ့ပတ်သက်ပြီးကျွန်တော်အထင်ကြီးကအားကြခဲ့တဲ့အရာမှန်သမျှကအလုံးနဲ့ဆက်ဆက်ပြီးတက်ပေါ်လာတာတွေကြီးပဲဒါကိုကျွန်တော်မမြင်ခဲ့ဘူးကျွန်တော်စိတ်ထဲမှာအလုတ်ဆိုတာကြုံနေတဲ့သာဆိုင်နေကျွန်တော်တို့နဲ့ဘာမှမပတ်သက်ဘူးလို့ထင်ခဲ့မိကလူသားတွေအတွက်ဘဝမှာစိတ်ချမ်းသာပျော်ရွှင်စရာနည်းလမ်းတွေအများအများရှိပဲကွာရှာလို့နာတာကဆိုခဲ့ကြည့်အဲ့ဒီပျော်ရွှင်မှုတစ်မျိုးစီမှာသူ့နေရာနဲ့သူတန်မိုးရှိပါတယ်ဒါပေမဲ့အလုတ်ကိုတော့မမီဘူးကွာအလောက်ဟာကျွန်းနေအတွက်တက်ဖြစ်မနေတာငါအများကြီးစိတ်ချမ်းသာအဲ့ဒီလိုသာဖြစ်နေရင်အလောက်ကပေးတဲ့ကျင်နဲ့အာရမှုဝမ်းသာကြည်နုံမှုတွေပို့ငါခံစား권ရမှာမဟုတ်ဘူးလောကကြီးမှာငါကျင်နဲ့နှစ်သက်တဲ့အရာတွေအများကြီးရှိပါတယ်ဒါပေမဲ့အလောက်ဟိုတော့ဘယ်အရာမှအစားမထိုးနိုင်ဘူးကွရှာရုငါရာနဲ့ဟာရန်ဒူလာတို့မြင်းကိုစီဖြင့်ဆက်လက်စီးနှင်းလာကြသည်ဘေဘီလုံဤမြင့်မောက်သောမြို့ရိုးကြီးအနီးသူတို့ချင်းကပ်မိကြသည်မြို့ရိုးကြီးရဲ့အရေးကိုခိုကမြို့တကားဝစီတို့ဆက်လက်လမ်းခဲ့ကြသည်ကျေးဝဖြင့်ကျူးလုထားသည့်ကြီးမားလေးလံသောတကားကြီးများမြို့တကားဝတို့သူတို့ရောက်လေစဉ်အဆောက်စစ်တီများကတပြတမဲလေးခရီးဥတိုကြသည်ရှာရုံးလာတာကအကြီးအကဲတဥပမာအယုအတေတူကြသည်သူကဘေဘီလုံမှာအများလေးစားသည့်မျိုးမြင့်မျိုးဖတ်တအုံမဟုတ်လားနောက်မှလိပ်ပါလာသည့်ဝင်းစည်းဆလက်တင်ကလပ်အုတ်တန်ဟင့်တပည့်တပန်းများကိုလည်းဥဆောင်ကဘေဘီလုံမျိုးတော်လမ်းမတဲ့ရှာရုံးနာတာဝင်ရောက်လာခဲ့သည်ကျွန်တော်ကအဖိုးလိုပုတ်ကိုကြီးတယောက်ဖြစ်ဖို့အမြဲရင်မှန်းခဲ့တာသူ့အနီးမှာလိုက်ပါလာသည့်ဟာရန်ကူလာကဖွင့်ဟသည်ဒါပေမဲ့အကိုကလေးလူစားမျိုးဆိုတာလုံးဝမသိခဲ့သည်အခုအဖပြောရမှသိရတယ်သိလာတော့ကျွန်တော်ပူလေးစားတယ်ပူအားကြတယ်အခုလိုဖြစ်အားစူးစမ်းခြင်းစိတ်ပူထက်တန်လာတယ်အဘကိုလည်းအခုလိုအဖိုးအကြောင်းပြောပြတာအဘတို့အဖိုးတို့ရဲ့အောင်မြင်မှုလမ်းစဉ်အကြောင်းပြောပြတာကျွန်တော်သိကျေးဇူးတင်တယ်ဒီကျေးဇူးကိုကြည်အောင်ဆက်နိုင်ပါမလားလို့တောင်ကျွန်တော်စိုးရိမ်ခဲ့ဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီကနေ့ကစပြီးအဖိုးတို့အဖားတို့လမ်းစဉ်အတိုင်းအစွမ်းကုန်ကြိုးစားမယ်အခုစတင်တဲ့အချိန်မှာအဖိုးလိုပဲလက်ဖွားချီပွားနဲ့ကျွန်တော်စမယ်ဒီလက်ဝတ်ရနာတွေကိုကောင်းစားတာတွေမလိုဘူးဒါတွေကကျွန်တော်ရှောက်ခွေဟရလဲမဟုတ်လို့လောလောဆယ်ကျွန်တော်နဲ့မထိုက်တန်ဘူးကျွန်တော်အဋိဌာန်နဲ့မကိုက်နေသည်ဒီလိုပြောဆိုကဟာရန်ဂူလာကသူ့နာနှစ်ဖက်နဲ့လက်ချောင်းများမှာစင်ရင်သားတိကြောက်မဲ့ရနာစီချဲရသောနောက်ကွင်းများတက်စွပ်များကိုချွတ်ထို့နောက်မြင်းကိုအတာဇက်တက်ကနောက်သို့ဆုပ်လိုက်ပြီးအတွေ့အကြုံများသလောက်အမျော်အမြင်ကြီးမားလာသည့်ဘေဘီလုံတတဲ့ကြီးရှာရုံးငါတာ၏နောက်မှလေးစားယူကျိုးစွာလိုက်ပါခဲ့သည်ညီကုန်းစကားရှိခိဘေဘီလုံနှင့်ဆက်ရှိ၍တမိုင်းဝင်ရှင်းမြို့တော်ကြီးများထဲတွင်ဘေဘီလုံလောက်လူအများ၏အာယုံကိုဆွဲဆောင်ဖန်ဆနိုင်သောမျိုးမရှိပေဘေဘီလုံဟုဆိုလိုက်လျင်ပြီးကျွယ်ဝခြင်းကြီးကျယ်ခမ်းနားခြင်းမြင်ကွင်းသည်အာယုံထဲတွင်ထင်လာသည်ဘေဘီလုံကရတနာရွှေငွေတောက်တံပဒများ၏တကယ်ပိုးကျွယ်ဝသောမြို့တစ်မြို့ကြီးစစ်ချေသည်ကျွယ်ဝသောမြို့တစ်မြို့ဆိုခြင်းကြောင့်ပတ်ဝန်းကျင်မှာစိမ့်ဆိုသောတောနှင့်တောင်ရွှေရင်းကြီးတထုတွင်နေနဲ့ငကိုမူလကလေးကပြည့်စုံစွာရှိလိမ့်မယ်ဟုကျင်စရာရှိသည်သို့သောဘေဘီလုံကဖို့သောမဟုတ်ပေသူသည်တယံဇာတပိုးကျယ်ဝသူမဟုတ်သူတရှိသောနေရာသည်ယူဖရေးတီမျက်နှာရံဘေးရှိ6သိသောမြေပြန့်လွင်ပြေဒေသဖြစ်သည်သူမှာတဘာဝတောတောင်ရှိမျိုးရည်မလုံလောက်သဖြင့်ကောက်ပဲတိနံများကောင်းစွာစိုက်ပျိုးနိုင်ခြင်းမရှိညီမတူးခေါ်ရရနိုင်သောရန်နာဟုရဲ့လည်းဆောက်လုပ်ရေးအတွက်အသုံးပြုနိုင်ပြီးကြောက်ချင်းများပင်မရှိထို့ပြင်ဘေဘီလုံသည်အနည်းဝန်းကျင်ရှိမြို့ပြနိုင်ငံတို့အဆင်ပြေပြေသုံးဆွဲနေကြသည့်ကွန်စီကူတာရေလမ်းမကြီးတစ်ခုပေါ်၌တာရောက်မိသည်ရဲ့မဟုတ်
ခြုံရပြောရလျင်ဘေဘီလုံးသည်တဘာဝ၏ညနာတာပေးခြင်းခံရသောမျိုးမဟုတ်ပေသို့သောဘေဘီလုံးသည်ရှိစုမတ်စုအရင်အမြင့်ကလေးများပင်ကြီးပွားအောင်ကြံဆောင်နိုင်ခဲ့သည်စင်စစ်ဘေဘီလုံးကစွမ်းရည်နှင့်စိတ်သက်ရှိမည်ဆိုလျင်မိသူမဆိုအရင်အမြင့်နဲသည်ဖြစ်စေများသည်ဖြစ်စေကြီးမားသောရမန်းချက်ကြီးများထမျက်အောင်အကောင့်တွေဖော်နိုင်မိတာဖြစ်ကြောင်းတက်တလက်ရက်ရှိသည့်အထင်ရှားဆုံးတာရကတစ်ခုဖြစ်ဘေဘီလုံးမှာရှိသည့်ရှရှပပတယံစာဒပစ္စည်းမှလည်းများသည့်အလွယ်တကူထုတ်ယူသုံးစွဲရ၍မရလူအများ၏စွမ်းရည်နှင့်လှုပ်အားအများကြီးစိုက်ထုတ်ပေးမှရ၏ဘေဘီလုံး၏ချမ်းသာကြွယ်ဝမှုမှန်သမျှသည်လည်းဘေဘီလုံးသားတို့၏စွမ်းအားဖြင့်ရရှိထားသည့်များကြီးဖြစ်နေဘေဘီလုံးမှာတဘာဝအရင်းမြစ်နှစ်ခုသာရှိ၏မြေနှင့်ရေမြေသည်ဩဇာတက်ပြေဝ၏သို့သောမိုးခေါင်သဖြင့်ရေဝဝမတောက်ရယူဗရေတီမြစ်ထဲမှာကရေတွေပေါ့တီတီရှိ၏ထို့သောဒီရေကိုယူသုံးမှုခတ်၏မြင့်နှင့်အလံဝေးလေရေငတ်လေသုံးရမလွယ်သောထိုတဘာဝအရင်အမြင့်နှစ်ခုကိုဘေဘီလုံသားတို့အပြည့်အဝအသုံးချခဲ့သည်ဘေဘီလုံသားစင်နာအင်ဂျင်နီယာများသည်သူခေတ်ကာလကအထူးချုံအထက်မြတ်ဆုံးပညာသည်များဖြစ်ကြသည်သူတို့တိဆောက်ဖောက်လုပ်ခဲ့သည့်ဆယ်သားတမန်တူမောင်များကိုယနေ့ခေတ်လူများပင်အံ့ဩချီးကျူးရစေဖြစ်သည်ဒီတမန်တူမြောင်းတွေဖြင့်၆တွေ့သောလင်းပြင်ဒေတာကိုမြစ်ရေပြေဝအောင်ပေးကတီးနံတို့ပွင့်လင်းဝေစာခဲ့သည်ဘေဘီလုံ၏စင်မြောင်းစနစ်ကကမ္ဘာသမိုင်းတစ်လျှောက်အစောဆုံးအင်ဂျင်နီယာဆိုင်ရာစွမ်းရည်မှုတရက်ဖြစ်ခဲ့သည်ဆယ်ရည်ပေးစနစ်ဖြင့်စိုက်ပျိုးဖြစ်ထွန်းအောင်မြင်သည့်ထိုမြကျေပြောသောမြေယာမျိုးဒီအရင်ကကဘာနှင့်မမြင်ခဲ့ဘူးကဲအားလျော်စွာဘေဘီလုံ၏ရှေလျားသောသမိုင်းတစ်လျှောက်အုပ်စိုးခဲ့သောမင်းဧကဒတို့သည်လည်းအရေးအချင်းပြေဝသူများဖြစ်ကြသည်အခြားတစ်ပါးသောမြို့ပြပြည်ရွာများကိုတိုက်ခိုက်သိမ်းပိုက်ခြင်းရင်းတို့၏ဥစ္စာဒါနများအားလူရက်ယူငင်ခြင်းမျိုးကိုရန်ဖန်ရန်ခါများသာသူတို့ပြုလုပ်ပူးကြသည်ဘေဘီလုံသားတို့တိုက်ခိုက်ခဲ့သောစစ်ပွဲများသည်ညာသောအဖြစ်အနီးဝန်းကျင်မြို့ပြနိုင်ငံမျိုးနှင့်ဖြစ်သောစစ်ပွဲများဖြစ်ပြီးအဓိကမှာဘေဘီလုံ၏ကျေဝါလာသောဌာနဥစ္စာကိုတိမ့်ပိုက်လို၍တိုက်ခတ်လာကြသူများရန်မှကာကွယ်ရခြင်းသာဖြစ်သည်ဘေဘီလုံ၏ထူးချွန်သောဘရင်ဧကတိတို့တမိုင်းဝင်ထိရှားကြခြင်းသည်ဉာဏ်အမျိုးအမင်ကြီးမားခြင်းတရားမျှတခြင်းဆက်ဆွမ်းတမဲဆောင်ရွက်တတ်ခြင်းတို့ကြောင့်သာဖြစ်သည်ကမ္ဘာလူမျိုးတရားတပါတို့ရိုကျိုးခံရရသောဖုံးတော်အကြည့်အမြတ်ဆုံးမင်းအကယ်၍ချစ်လို့သောတရားလွန်ဆန္ဒဖြင့်တိုင်းတကာပြည်တကာကိုလှည့်လဲစစ်ထိုးနေလို့သောဘရင်မျိုးဘေဘီလုံနီမင်မင်ရရမရှိခဲ့ယခုအခါ၌ကဘေဘီလုံသည်မြို့ကြီးပြကြီးတစ်ခုအဖြစ်တည်မရှိတော့ဘေဘီလုံကိုနှစ်ပေါင်းထောင်ချီအောင်တိဆောက်ခြင်းထိမ့်သိမ့်ပြုပြင်ခြင်းများပြုလုပ်ခဲ့သည့်စွမ်းရည်ထမြက်လာသောပုဂ္ဂိုလ်တို့ရုပ်ရုပ်ပြောက်ကွယ်သွားကြပြီးမကြာမီပင်ဘေဘီလုံသည်မြို့ဟောင်းမြို့ပြအဖြစ်မှိမ့်မိန်သေးပေါ်သွားခဲ့သည်ဘေဘီလုံမြို့ဟောင်းသည်ယနေ့အီရတ်နိုင်ငံမြို့တော်ဘဂဒက်၏တောင်ပိုင်းမိုင်60ခန့်အကွာ၌တည်ရှိသည်တချိန်ကဆယ်ရီတောက်နေရာများဖြင့်ထွန်းကားစီပင်ခဲ့သည့်ဤဒေတာသည်ယခုအခါ၌ထိုဆဲကန်တူးမြောင်းတို့မပေါ်ပေါက်မီကာလကဲ့သို့6တယောင်းသည့်ယွင်တီးခေါင်ဂန္နာယပြန်ဖြစ်လျက်ရှိသည်လေဝိတိုင်းလွှင့်ပြက်လာသည့်တဲမုံများကိုတွန်းလှန်ကာစူးစိုက်ရှင်တန်ကြသည့်နရိုင်းတချို့နှင့်ပျောက်တိပျောက်ကြားခြုံမင်ငယ်များသာကြန့်ရှိတော်သည်တဘာတိနံတို့ဖြင့်စိမ့်နှံသောစိုက်ခင်းများကိုမမြင်ရတော့တိုက်တာအိမ်ချန်တို့ဖြင့်စီပင်လှသောမြို့တော်ကြီးသည်ဤနေရာတွင်မရှိတော့ရှေလျားလှသောဝင်းကလအုတ်တန်းကြီးဖြင့်ခရီးနှင့်လာသည့်ကုံတဲ့အုပ်စုကြီးများကိုလည်းမတွေ့ကြရတော့အိမ်မွေးတိရစ္ဆာန်တစုနှင့်အတူဟိုမှဒီသို့ရွှေ့ပြောင်းနေထိုင်သည့်အာရက်မျိုးနယ်စုများသည့်သာဤဒေသတစ်ခွင်တွင်ပြန့်ကျဲနေထိုင်လျက်ရှိတော့သည်ဤဒီမှာလုံခဲ့သောနှစ်ပေါင်း2000လောက်ကစတင်ဖြစ်ပေါ်ခဲ့သည့်ဘေဘီလုံဤပြောင်းလဲသောအနေအထားဖြစ်သည်တနည်းဆိုသောဥရောပတွင်ခရစ်ယာန်ယဉ်ကျေးမှုထွန်းကားပေါ်ပေါက်စာကာလမှပင်ဘေဘီလုံသည်ရှေးမျိုးတော်မြို့ဟောင်းဘဝတက်ရောက်ခဲ့သည်ဟုဆိုနိုင်သည်ယူဖရေးတီမြစ်ဝှမ်းဒေသ၏အင်ဂျင်တိန်ကိုပပျောက်သွားသည့်နောက်တွင်ရခင်တိုက်တာအိမ်ယာတို့နေရာတို့၌တောင်ကုန်းတောင်ကြီးမှဖြစ်ပေါ်လာခဲ့ဆက်တန်းသွားလာကြသောခရီးသည်တို့သည်ဤနေရာ၌ကုန်းကြီးကုန်းငယ်ပေါ်လာသည်ဟု၏အပထထထချစိတ်ဝင်စားမှုမရှိခဲ့ကြပြီးခဲ့သောရာစုနှင့်အနှဲငယ်အပင်ကိုရှေးဟောင်းစေတနာသမားတို့ဤနေရာသို့အဆက်မပြတ်ရောက်လာခဲ့ကြသည်သူတို့အားစတင်ဆွဲဆောင်သောအရာမှာတခြားပပတခါတရံမူးလေတဲထန်ခြင်းအဆိုပါကြောက်တုံးငယ်တို့ကိုရေတိုက်စားရမှာပေါ်ထွက်လာသည့်ရှေးအိုးမြေခွက်များအုတ်ကျိုးအုပ်ပဲ့များဖြစ်၏
ဥရောပနှင့်အမေရိကရှိပြတိုက်များ၏ထောက်ပံ့ငွေဖြင့်မြို့ဟောင်းတူးဖော်ရေးအဖွဲ့များဤဒေသသို့ရောက်လာကြပြီးတောင်ကုန်းများကိုတူးဆွပေါ်ထုတ်ကြသည်ဒီအခါမြို့ဟောင်းမြို့ငယ်တွေပေါ်လာသည်အဲ့ဒီထဲတွင်ဘေဘီလုံလည်းတစ်ခုအပါအဝင်ဖြစ်သည်နှစ်ပေါင်း2000မြတ်သာကာလအတွင်းဒီနှစ်အတူလွှင့်ပြလာသည့်ဖုံမုတ်တဲမုတ်များသည်လူသူကင်းမဲ့သည့်အစအုံများကိုဖြည်းဖြည်းချင်းဖုံးလွှမ်းရင်းတိုက်တာအိမ်ယာများကိုတောင်ကုန်းအဖြစ်သို့ပြောင်းလဲဖြစ်ခဲ့သည်အိမ်ယာဆိုရာ၌လည်းအပေါ်ပိုင်းများမပါအောက်ခြေပိုင်းများသာရဲ့ကျန်ရစ်ခဲ့ခြင်းဖြစ်သည်အစအုံများမှာအဓိကအဖြစ်အုပ်အင်္ဂလိပ်လိုဖြင့်ဆောက်လုပ်ခဲ့ကြခြင်းဖြစ်တော်လဲနိုင်ငံနှင့်အမိုးအကာများမှာရေလေတိတ်ဆမှုတန်ကြောင့်ပွန့်ပဲ့ကျစီကမြေမှုတ်တဲမုတ်ဘဝသို့ကူပြောင်းသွားခဲ့ကြသည်တစ်ချိန်ကကြီးကျယ်ခမ်းနားသောဘေဘီလုံသည်မြေကြီးအောက်ရောက်သွားသည်ဆိုသည့်အခါအပေါ်ရန်ရုပ်ထွက်တာမကအမီနာမဲဘေးတောက်ကွယ်သွားခဲ့တော့သည်ဒီနေရာတွင်ဘေဘီလုံဆိုသောမြို့ကြီးတစ်မြို့ရှိခဲ့ဘူးသည်ဟု၍တစွန်းတစပြောနိုင်သူပင်မရှိတော့ရှေးဟောင်းတည်တနာသမားတို့တကုန်းချင်းတစောင်းချင်းတူးဆွကာနန်းတော်ကြီးမြို့ရိုးကြီးဖျားရှိခိုးကြောင်းကြီးကုပိမှန်ကြီးများနှင့်လမ်းကြီးလမ်းငယ်များကိုခဏတကြဖော်ထုတ်ရင်းဖြစ်တာတစ်ချိန်သောအခါကဒီနေရာတွင်အလွန်ကြီးကျယ်စီကားသောမြို့ကြီးတစ်မြို့ရှိခဲ့သည်ထိုမြို့ကဘေဘီလုံသည်ဟု၍သိရှိလာခဲ့ခြင်းဖြစ်သည်ရှေးဟောင်းပဝေတနီတို့ကဘေဘီလုံအပါအောက်ကယူဖရေးတီးနှင့်တိုက်ဂရစ်မြစ်နှမွာကြားရှိရှေးဟာမြို့များသည်တမိုင်းနှင့်ပတ်တန်းမှတ်ရာတိတိကျကျရှိသည့်ရှေးခေတ်ဦးလူယဉ်ကျေးမှုအဆောက်အအုံများထဲတွင်အစောဆုံးဖြစ်သည်ဟုယူဆကြသည်ဘေဘီလုံသည်လွန်ခဲ့သောနှစ်ပေါင်း8000ခန့်ကပင်တည်ရှိခဲ့လိမ့်မည်ဟု၍ပညာရှင်တို့ခန့်မှန်းတွက်ချက်ကြသည်ဘေဘီလုံမှတူးဖော်ရရှိသည့်မှတ်တမ်းမှတ်ရာများထဲတွင်နေချက်ပုံအကြောင်းမှတ်တမ်းတစ်ခုပါရှိရာရင်းနှင့်ဖော်ပြထားချက်ကိုယူ၍ယနေ့ခေတ်နဂဗေဒပညာရှင်တို့ကထိုနေချက်ပုံမျိုးဘေဘီလုံမျိုးတည်နေရအရက်မှမြင်ရနိုင်မည်နှစ်ကာလကိုပြန်လည်တွက်ချက်ချနိုင်ခဲ့ကြသည်သူတေတီတို့ဖော်ထုတ်ချက်အရလွန်ခဲ့သောနှစ်ပေါင်း8000ခန့်ကဘေဘီလုံတွင်စူမာရိုက်လူမျိုးတို့သည်မြို့ရိုးမြို့တကအဝန်းအယံများအတွင်း၌နေထိုင်လျက်ရှိကြောင်းသိရှိရသည်ဒီထက်မိမြစောစောကလေးက၎င်းပုံစံနေထိုင်တတ်ကြောင်းကိုကမသိနိုင်ကြပေ